ဆရာတို့မနေ့ကနော် POE လောက်တာလေးကိုနော်ဆရာပင် assignment ပြောပြခဲ့ရပြီနော်ဒီပင် assign လေးပြောပြပြီနော် POE လောက်တဲ့ပင် assign နေနော်အဲ့ဒါချက်ကြည့်အောင်ဆရာတို့နော်ဟာနော်ဒီဆရာတို့ဒါ RJ45 female jet လို့ခေါ်တယ်နော်ဒါလေးတွေနော် RJ45 female jet လေးကိုယ့်အနေကိုလုပ်ချင်တယ်ဆိုပြီးပြောတာနော်ဒါ RJ45 female jet လေးနဲ့ဆရာလုပ်ထားနော်โอเคအဲ့တော့သူ့မှာတော့ဆရာထုံးတိုင်းပင်ရတော့ shipping ပါမယ်နော်ပင် shipping ပါမယ်နော်အဲ့ပင် shipping ကိုဆရာဘယ်လိုမျိုးနော်ဟာနော်ဒီ cable လေး assign ချရတယ်ဆိုတော့နော်ဆရာပြောပြမယ်ရမယ်နော်ကျိုးပင် assign နေသိပြီနော်ဟုတ်နော်ဆရာတို့ကဒါ RJ45 female jet တစ်ခုဒါက RJ45 female jet တစ်ခုနော်ဟာနော်အဲ့မှာဆရာတို့တကယ်လုံးသွားမှာက data သွားမှာကစိမ်းရယ်ဖြူစိမ်းရယ်နော်ဟာပြီးလို့ရှိရင်မော်ရယ်ဖြူမော်ရယ်နော်ဟာလား power အတွက်ကပြာဖြူပြာညိုဖြူညိုနော်ဒါတော့သုံးလိုက်နော်ဟာလား POE နော် data နော်ပင် assign နေရာမှာအတိအကျပြတာနော်အဲ့တိုင်းသာဆရာတို့မှန်အောင်ညှက်သွားတယ်နော်မှန်အောင်ပတ်ရှောင်းတူနဲ့ထိုးချတယ်အဲ့ဒါဆိုတေချာဘောဆရာတို့က data power ရလိမ့်မယ်နော်ကောင်းပြီအဲ့တော့ဒါ POE လောက်တာကိုပြတယ်နော်နောက်ဆရာတို့ antenna လုံးချင်တယ်ဆိုလို့ရှိရင်ဆရာတို့ antenna တွေကနော်ဆရာတို့ကဒီ internet ပေါ်မှာ antenna လုပ်တဲ့ site တွေရှိတယ်နော်ဟာဒီမှာဆရာတို့ဝင်ပြီးတော့ဆရာတို့နော်လေ့လာကြည့်လို့ရပါတယ်နော်ဟာဒါကတော့မှဒါဆရာတို့တပည့်ဘိုင်ကွက်ပေါ့နော်မနေ့ကဆရာပြပါတယ်ဘိုင်ကွက် antenna တွေနော်ဘိုင်ကွက် antenna တွေရဲ့ radiation pattern လေးကိုသူပြတာနော်ဘိုင်ကွက်ကမှတော့တပည့်ဆိုတော့ဘိုင်ကွက် antenna နှစ်ခုသူလောက်ပါတယ်နော်ဒါဘိုင်ကွက် antenna လေနော်ဟာတပည့်တော့တပည့်ဖြစ်သွားတယ်နော်ဆရာတို့ကြတော့ single ပဲနော်ဘိုင်ကွက်ကဒါတပည့်လောက်ပြတာနော်ဒီလိုမျိုးလေးဖြစ်သွားအောင်နော်ဟုတ်နော်မနေ့က Bangkok antenna calculator လေးပြထားတယ်နော် calculation လုပ်လိုက်လို့ရှိရင်သူ့ရဲ့နော်ဟာလား L1 ရှိမယ်ပြီးရင်ဒီကနေမှစင်ဒီကိုသွားရင် L2 ဟုတ်နော်ဒါ single အတွက်ပြောတာနော်ဟာလားဒီကောင်ကြောင့်တပယ်ပေါ့တပယ်ကြတော့ L1 ရှိမယ်ပြီးရင်ဒီကနေမှဒီဟိုသွားမယ်တော့ကွက်တိသွားတာနော်ဘယ်လောက်မီလီမီတာဘယ်လောက်မီလီမီတာနော်နော်ပြီးရင်ဒီကောင်လေးကလည်းဘယ်လောက်မီလီမီတာဆိုဘယ်လောက်မီလီမီတာပဲကွက်တိချိုးရတာနော်အဲ့ဒီချိုးစစ်တွေကမှားလို့မရအောင်နော်ဘာကြောင့်ဆိုတော့အဲ့ဒါ wavelength တွေဖြစ်နေလို့နော်ဒါတပည့်ဘိုင်ကွက်တယ်နော်ဒီမှာလေသူလုပ်ပြတာနော်ဘိုင်ကွက် antenna နော်ဟာလားဆရာတို့မနေ့ကပြောတဲ့ခေါင်းတွေတော့လိုလိမ့်မယ်နော်ဘိုင်ကွက် antenna အဲ့ဒါပြီးလို့ရှိရင်ဆရာတို့ဘာနဲ့ဆက်လုပ်လို့ရလဲဆိုတော့နော်ဆရာတို့ parabolic disk တွေလေနော် parabolic disk တွေနဲ့ဆရာတို့ reflector အနေနဲ့ထပ်ပြီးသုံးချလို့ရတယ်နော်ကဲကောင်းပြီဒီဆိုရင်ဆရာတို့ခုဘာကိုထပ်ဆက်ကြမလဲဆိုတော့နော်ဆရာတို့ခုနော်ဘာထပ်ဆက်ကြမလဲဆိုရှင်မနေ့ကဆရာတို့တွေဒါတွေကသင်ခဲ့ပြီးသားနော်ဒါလည်းဆရာတို့သင်ခဲ့ပြီးပါပြီအော်ဆရာတို့ဒီနေ့ကဆရာတို့ wireless နော်ဟာလား access point နဲ့ပတ်သက်တဲ့အကြောင်းလေးပြောတော့မှာနော်ဟာလားကောင်းပြီဒီတော့ဆရာတို့ wireless နဲ့ချိတ်တော့မယ်ဆိုတော့နော် wireless နဲ့ချိတ်တဲ့အခါမှာနော်ချိတ်ဆက်တဲ့ terminology ပေါ့နော် wireless နဲ့ချိတ်ဆက်တဲ့ terminology တွေကဘာရှိလဲဆိုတော့ဆရာတို့နော်ဟာလား wireless နဲ့မဟုတ်လို့ပြောလဲရတယ်နော် wireless နဲ့ချိတ်ဆက်တဲ့နီလန်းနေနော်ဟာလားဘာရှိလဲဆိုရင် at host mode ရှိမယ် infrastructure mode ရှိမယ် bridge mode ရှိမယ်နော်ချိန်နိုင်တဲ့နီလန်းဘယ်နှမျိုးရှိလဲဆိုတော့3မျိုးရှိတယ် at host mode နဲ့ချိန်တာရယ် infrastructure mode ရယ် bridge mode ရယ်အော်ဒီနေ့ခေတ်မှာအဓိကချိန်နေတဲ့ mode ကတော့ infrastructure mode ပဲသူ့ပဲအဓိက3မျိုးချိန်ကြတာနော်ဟာလားအော် at host mode တွေ bridge mode တွေကနော်ဟာလားပါတဲ့ကောင်တွေလည်းရှိတယ်မပါတဲ့ကောင်တွေလည်းရှိတယ်နော်ပါတယ်ဆိုတော့ long distance ချိန်မယ် point to point ဆို at host mode တွေလုံးဝမပါဘူးနော်ဟာလား at host mode ကဆရာဘယ်နေရာမှာပါနိုင်လဲဆိုတော့ဆရာတို့ Indo သုံးတဲ့နေရာမှာပါနိုင်တယ်နော်ဟာလားအဲ့ဒါတွေရတယ် WLAN controller နဲ့တွဲသုံးတဲ့ဟာမျိုးတွေမှာသုံးတယ်နော် wireless WLAN controller ဆိုတာနော်ဆရာတို့ရှေ့အောင်သင်ရလိမ့်မယ် software လည်းရှိတယ် hardware လည်းရှိတယ်နော် wireless LAN controller နော်ဒါကဆရာတို့ကအရှိမသင်မယ်ဟုတ်နော်ဆရာတို့ Indo မှာသုံးတဲ့ခါကျတော့ AP တွေအကုန်လုံးထိန်းချုပ်လိုက်တဲ့ unit တစ်ခုလို့မှတ်ထားလိုက်ပေါ့နော်ဟာလားကွန်ပျူတာနဲ့ထိန်းတာလည်းဖြစ်နိုင်တယ်နော်ကွန်ပျူတာကျတော့ software base ပေါ့နော်ဟာလားတကယ်တော့အကုန်လုံးက software ကြီးပါပဲနော်ဟာလား hardware ပေါ်မှာလည်း OS ကောက်တင်ပြီးတော့သူ့ software နဲ့ပဲထိန်းရတာပေါ့နော်ဟာလားအပြင်မှာတော့ hardware device လို့ခေါ်ရတယ်လည်းရှိနော် WLAN controller ရယ်နော်ဟာလားအဲ့ဒါဆရာတို့ at host mode ပါတဲ့စနစ်တွေပေါ့နော်ဘာကြောင့်လဲဆိုတော့ at host mode ကတော့ mesh topology ထောက်ပံ့တယ်နော် at host mode ပဲ mesh ကိုရတာဆရာ wireless မှာ mesh ရတဲ့ကောင်ဘာတူလဲဆိုတော့ at host mode နော်ဟာလားအဲ့တော့ at host mode ရှိတယ်နောက်တစ်ခုကဘာရှိလဲ infrastructure mode နော် infrastructure mode ရှိမယ် bridge mode ရှိမယ်ကဲတော့ at host mode မှာ device တွေကတစ်ခုနဲ့တစ်ခုချိတ်ပြီးဆိုလို့ရှိရင်နော် at host mode မှာနော် device တွေကတစ်ခုနဲ့တစ်ခုချိတ်ပြီးဆိုရင်သူတို့ကဘာ standard device မှာသုံးစရာမလိုဘူးနော် standard device သုံးဖို့မလိုဘူးဥပမာဆရာတို့ကနော်ဒါကွန်ပျူတာပေါ့နော်ဟာလားသူ့မှာ wireless နဲ့ interface ကလေးရှိတယ်နော်ဟာလား wireless နဲ့ interface ကပေါ့နော် okay အဲ့ဒီ wireless နဲ့ interface ကမှာသူကဘာမှမလုပ်လိုက်တာလေ at host mode လုပ်လိုက်တာသူအကုန်တူရတယ်သူလည်း at host နော်ဟာနောက်ထပ်ချိန်မဲ့ device တွေကလည်းဘာမှမထားလဲဆိုတော့ at host mode ထားတယ်နော်ဟာလား central device ကြီးတည်တံ့သုံးကြမလို့နော်
ဒီမှာတော့ကွန်ပျူတာလေးနဲ့ပြတာလေနော်ဒီမှာကွန်ပျူတာနဲ့ပြတာလေโอเคနော်ဆက်လက်ဒီမှာနော်ဒါဆက်လို့ဒါကွန်ပျူတာလို့မြင်လဲရတယ်ဒါမှမဟုတ်ရှင် access point ပါမယ်သူ့မှာအဓိကဘာပါမယ် CPU ပါမယ် RAM ပါမယ် flash ပါမယ်တိတိကျကျမပြောချင်ဘူးကွန်ပျူတာရဲ့လို့ပုံသေးစိတ်ထဲမှာဆွဲသွားမှာဆိုလို့နော်ဟုတ်လားကွန်ပျူတာလည်းဖြစ်ချင်းဖြစ်မယ်ဒီမှာရှိတဲ့ device တွေကနော်ဟုတ်လားဒါမှမဟုတ်တခြားတည်တဲ့ခုန7မိနစ်ကပြောတဲ့ INSC လို့ခေါ်တဲ့ Reduce Instruction Set ကွန်ပျူတာလည်းဖြစ်ချင်းဖြစ်နိုင်တယ်ဟုတ်ပြီနော်ကိုယ်နဲ့ customize လုပ်လို့ရနေအောင်ဒါတွေကနော်ဟုတ်လားကောင်းပြီအဲ့တော့ set တော့ဒါ host mode သူလဲဘာမှမပြရမှာလဲ host mode ဖြစ်ရမယ်နော်ဟုတ်လားပြီးရင် set တော့ဒါကွန်ပျူတာပေါ့နော်ဟုတ်လားသူလဲဘာမှမလဲ host mode နော်ဟုတ်လားဒီဖုန်းဒါလည်းဖုန်းပေါ့ဖုန်းလည်းဘာလုပ်ပြလိုက်မလဲ host mode လုပ်ပြလိုက်မယ်ဒါဆိုအားလုံးဘာလုပ်ရလဲချိန်လို့ရတယ်နော်ဟုတ်လားအဲ့တော့ချိန်လိုက်ပြီဆိုလို့ရှိရင်တော့ mesh ပုံစံသွားနော်အဲ့တော့ဒီလိုဆိုရင်ဒီ host mode မှာဆိုတော့ wireless network ချိန်ပြီဆိုတော့ wireless network မှာကျတော့ wireless network ကိုယ့်ရဲ့ network တစ်ခုကိုသိနိုင်မှုတော့ကတော့ lane တစ်ခု assign ချတယ်ဘာကြောင့်ဆိုတော့ medium မရှိဘူးလေ physical medium က unguided medium ဟိုမျက်စိနဲ့မြင်လို့ရတဲ့အရာမဟုတ်နော်ဟာလားဒီ network ကကိုယ် network ပါနော်ဟာလားနော်လာဒါကတော့သူများ network ပါဆိုတော့ခွဲခြားဖို့အတွက်ဘာနဲ့ခွဲခြားလဲဆိုတော့နာမည်နဲ့ခွဲခြားတယ်အဲ့အတွက်ဘာသုံးလဲဆိုတော့ SSID သုံးတယ်နော်ဒါကိုပြောချင်တာ SSID service identifier လို့ခေါ်တယ် SSID ကအော်ဒီ SSID ကိုဆိုတော့ဘာလို့သိရမလဲဆိုတော့ wireless network ရဲ့ name လို့သိရမယ်နော်ဟာလားဒါဆိုဆရာတို့ရဲ့ဒီအနီးနားတစ်ဝိုက်မှာပေါ့ wireless network လွှင့်နေတဲ့လူရှိတယ်နော်ဟာလား wireless network okay သူကလည်း wireless network လွှင့်လိုက်ပြီအဲ့နောက်ထပ်တစ်ယောက်ကလည်းနီးနားတစ်ဝိုက်မှာထပ်ပြီးတော့ wireless network ထပ်ပြီးတော့သူလွှင့်တယ်နော်နီးနားတစ်ဝိုက်မှာသူလည်းထပ်လွှင့်လိုက်ပြန်ဟောဒါဆိုဒီဂျားထဲမှာရှိနေတဲ့ကွန်ပျူတာလေးတစ်လုံးဟောဒီဂျားထဲမှာရှိနေတဲ့ကွန်ပျူတာလေးကနော်ဟာလားသူအဆက်လုပ်တော့မယ်ဟုတ်ပြီနော် wireless network ဘယ်နှခုတောင်ရှိလဲwireless network ဒီမှာနော်လား WLAN 1ပေါ့ပြီးရင်ဒီမှာ WLAN 2နှစ်ခုရှိတယ်နှစ်ခုရှိတယ်ဆိုတော့ तू ဘယ်နှခုမြင်နေရမှာလဲနှစ်ခုမြင်ရမှာပေါ့မဆယ်တို့ခုစု wireless network မှာ wireless network ကတ်တက်ထားရဆိုရင်မဆယ်ကြည့်လိုက်တယ်မှာလေမြင်နေရတယ်ဒါ wireless network တစ်ခုဒါ wireless network တစ်ခုဒါလည်း wireless network တစ်ခုခွဲခြားမသိနိုင်ဘူးအဲ့လိုသိဖို့အတွက်ဘာလုပ်ရလဲနာမည်တွေသတ်မှတ်ရတာမဟုတ်ဒီလိုသာနာမည်တွေမရှိဘူးဆိုရင်ဘလို့မှမသိနိုင်တော့ဘူးလေနော်ဟာအားကြောင့်ဆယ်တို့က SSID နဲ့တွားတယ်နော် service identifier SSID ဒီ case sensitive ရှိပါတယ်အကြီးသေးပြဿနာရှိတယ်ဟုတ်ပြီနော်အကြီးသေးတွေနော်ဟာလားဆယ်တို့ပြဿနာရှိပါတယ် space bar ချတာအစားအကုန်နော်သူကလည်းသူနော် SSID ကအဲ့ဒါဆယ်တို့နော်ရှိတယ်ဘာကြောင့်လဲဆိုတော့တချို့ wireless network တွေက SSID ကို hidden လုပ်ထားတယ်ဖျောက်ထားတယ်ဆယ်တို့မမြင်ရအောင်နော်ဟာလားအခုဒီမှာတော့ပေါ်တယ်ဒီမှာပေါ်တယ်ဆိုတော့ SSID ကိုသူက hidden မလုပ်ထားဘူး SSID broadcast လုပ်ထားရတာတော့ဒီမှာဆယ်တို့ကမြင်နေရတယ် SSID hidden လုပ်ထားတဲ့ network မှာဆိုလို့ရှိရင်ဒီလိုနာမည်တွေဆယ်တို့တွေမမြင်ရတော့မမြင်အောင်ဆိုရင်ဆရာတို့တွေကကိုယ်တိုင် manually သွားပြီးတော့ထည့်ပေးရတယ်ဒီ network ကိုချိန်ဖို့အတွက်နော် manually သွားပြီးတော့ setting သွားချပေးရတယ်နော်ဟာလားဒီသူ့ရဲ့ဒီ wireless network ကိုချိန်ဖို့ရန်တော့အဲ့လိုမျိုးဆရာတို့ကလောက်ရပြီဆိုလို့ရှိရင်နော်ဆရာတို့ကိုယ်တိုင် SSI နဲ့ဘာလုပ်ပေးရမှာလဲတိတိကျကျထည့်ပေးဖို့လိုလိမ့်မယ်နော်ဒီမှာတော့နော် now and share စနာတော့တော့ now and share စနာဒီမှာနော်ဆက်လိုက်နေဒီနော်ဒီမှာဟုတ်တယ်ဒီမှာလာပြီးတော့ဆက်နော်ဟာလားဒီမှာ manually connect to wireless network မှာဒီမှာလေ network name ဆိုဘာထည့်ပေးရမှာလဲ SSID အဲ့မှာ SSID နဲ့တိတိကျကျထည့်ရတာမှာပြီးအောက်မှာလည်းဘာမှန်ကြီးလေးထည့်အောင်ပေးရအောင်လို့ဆို connect even if the network is not broadcasting နော်ဟာနော် SSID broadcast လုပ်ထားအောင်ဆိုလည်းဘာဖြစ်လဲ automatically သွားပြီးတော့ချစ်ပေးပါဆိုတဲ့အမှန်ကြီးလေးပုံပေးရမယ်နော်ဒါဆရာတို့အရှိမလက်တွေ့လုပ်တဲ့ခါကျရင်သိပါလိမ့်မယ်နော်လောဆယ်နော်ဆရာကြိုပြီးတော့နော်ပြတာနေတာပါဘာကြောင့်လဲဆိုတော့နော်ဟာလားစာရင်းနဲ့လက်တွေ့နေရတွဲပြမှမြင်မှာနော်ဟာလားဒီတိုင်းပြောလို့ကတော့နော်ဟာလားဟိုနားလည်လူတွေရှိလို့နော်မမြင်တဲ့လူလည်းရှိနိုင်တယ်နော်အားကြောင့်နော်အားကြောင့်စာရင်းလက်တွေ့ရတွဲပြမှာနော်လောလောဆယ်ပြန်ကြည့်အောင်နော်ဒါဆိုရင်ဒီမှာဒါဆိုရင်ဒီ host mode ဒီ host mode မှာချိန်ပြီဆိုတာ ਨੇ နော်ဟာလားဒီ host mode မှာသုံးတဲ့ပါရှိမလဲသူ့ရဲ့ network နေပါရှိမလဲ SSID ရှိမယ်နော်ဟာလားhost mode မှာတော့သူ့သုံးတဲ့ SSID ကိုဘာသုံးဘယ်လို SSID လို့ခေါ်လဲဆိုတော့ ISSID လို့ဆရာတို့ခေါ်ကြတယ်သူက independent I ဆိုတာဒီဟာလေးက independent service identifier ISSID ကိုသုံးတယ်လို့ဒါသိကြအောင်နော် okay အဲ့တော့ဒါဆိုရင်ဒီ host mode ကိုချိန်ပြီဆိုရင် central device ဘာမှမလိုပါဘူး device တိုင်းဒီဘာ mode တွေမှာပဲရှိကြတယ်ဆိုရင် host mode တွေမှာပဲရှိကြမယ်နော် device တိုင်း host mode မှာရှိကြမယ်ဆရာတို့အရင် Windows 7 တော့ကတော့ဒီဘေးရင်ပေါ့နော်ဒီဆရာတို့ရဲ့ဒီ network sharing center တွေကနေပြီးတော့ wireless network ချိန်တဲ့ခါကျရင် host mode ထည့်ပေးရတယ်အခုတော့မပါတော့နော် host mode ကိုဖြုတ်ချပလိုက်နော်ဟာလားဆရာကွန်ပျူတာတွေမှာအရင်တော့ထည့်ပြီးတယ်ခုနောက်ပိုင်း host mode ထည့်ပြီးတော့နော်အဲ့တော့ဟိုလုံးချင်တယ်ဆိုတော့ကိုယ့်အနေနဲ့ customize ပြန်လုပ်မှပဲရမယ်နော် customize ဆိုတော့ Windows ပေါ်မှာတော့လုပ်လို့မရဘူး
Linux ပေါ်မှာပဲလုပ်လို့ရမှာเนาะ Okay เนาะဒါ iHost mode ဒါဆိုနောက်တစ်ခုကတော့ဘာ mode ရှိလဲဆို infrastructure mode ရှိเนาะဒီနေ့ခေတ်အဓိကသုံးတဲ့ method ကတော့ infrastructure mode ပဲဒါတော့ကျွန်တော်ညင်သိတာလို့ပဲเนาะအခု infrastructure mode เนาะ infrastructure mode infrastructure mode ကိုသုံးပြီးဆိုရင်သူက central device လို့ပဲเนาะ central device ဒါ infrastructure mode ရဲ့ပုံစံเนาะဒါကြီးက infrastructure mode သူ့ကိုသုံးပြီးဆိုပါလို့လဲ central device လို့ပဲเนาะ central device ကဘာလို့လဲဆိုရင်เนาะ access point လို့ခေါ်တယ်เนาะ access point လို့ခေါ်ကြတယ်သူဝါလည်း access point เนาะ WAP ပေါ့ဝါလည်း access point เนาะ central device နေနေဒီမှာထားတဲ့ wireless access point ဆိုတာကကွန်ပျူတာလည်းဖြစ်နိုင်တယ်။နော်ဟာလားတီးတန်းထုတ်ထားတဲ့ ISC ကွန်ပျူတာမျိုးစားလည်းဖြစ်နိုင်တယ်။စတို့တာမန်ကွန်ပျူတာလည်းဖြစ်နိုင်နော်။ကွန်ပျူတာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်စတို့ခုဖုန်းလည်းဖြစ်နိုင်တယ်။နော်ဟာလားဒီမှာစတို့ကဖုန်းကို hotspot ထောင်လိုက်မယ်။ဖုန်းမှာဖြစ်သွားတယ် wireless access point ဖြစ်သွားပြီ။နော်ဟာလားဖြစ်အောင်လည်းလုပ်လို့ရတာဟုတ်ဒါနော်အထဲထဲမှာနော်စတို့ထဲထဲမှာသုံးတာဖုန်းလည်းပါ OS ပဲလေ။ Linux ကိုပဲသုံးတာလေ။နော်ဟာလား Linux OS မသုံးဘူးပြောနေနော်။ဖုန်းကင်နေတာနော်။ဟာလား Android ကင်နေ Linux OS ကင်မှုရနော်။သုံးမှုရလား။ဟုတ်ပြီဒီဆိုရှင်နော်ဟာ central device ကပါလဲ wireless access point နော်ဟာ WAP နော်ဟာသူကဘယ်ထဲမှာပါလဲဆိုတော့ ISC လို့ခေါ်တဲ့ radio instruction set ကွန်ပျူတာထဲမှာပါတဲ့နော်ဟာ device လေးတွေပေါ့နော်သူကတည်တဲ့အဓိကတော့ဒီ device တွေထဲမှာဘာပါမလဲဆိုလို့ရှိရင် CPU ပါမယ် RAM ပါမယ်နော်ဟာ flash ပါမယ်ဒါကတော့ server flash က OS install လုပ်ဖို့အတွက်ပြီးရင် RAM ရှိမယ်ပြီးရင်ဘာပါမလဲ CPU ပါမယ်နော်ဟာပြီးလို့ရှိရင်အဲ့ဒါအောင်မှ server ဒါကဟိုဒီလိုမျိုးထည့်လိုက်ပြီဆိုတာ ਨੇ အဲ့ device ကအသက်ကဝင်နေပြီနော်ဟာကျွန်တော်ကြိုက်တဲ့ device ထဲကို CPU ထည့်မယ် RAM ထည့်မယ် flash ထည့်မယ် flash က OS install လုပ်ဖို့တော့နော်အဲ့ထည့်လိုက်မယ်ဆိုအဲ့သုံးပေါင်းလိုက်အဲ့ device တေချာပေါ့တက်ဝင်ပါပြီနော်ဟာတနက်မကလို့ကာမကလို့နော်ဟာဆိုတင်မောပဲဖြစ်ဖြစ်လေရင်ပဲဖြစ်ဖြစ်ကြိုက်တာကိုအဲ့ဒါပြစ်ထည့်လိုက်အဲ့ကောင်ပဲပြောပါလေအသက်ဝင်သွားပြီဒီလိုလာတာမြင်လားမသိဘူးစက်ရုပ်နော်ဟာအသက်ဝင်သွားမယ်ဒါနဲ့ပဲပေါင်းဆက်သွားတာဘယ် device ကြည့်ဆိုတော့အဓိကပစ္စည်းကဘာတွေလဲCPU ရှိမယ်သိရမလား input unit output unit storage unit processing unit power supply unit ဒီ unit 5ခုပဲလေ main point ကြီးဒီ unit 5ခုနဲ့ပဲအားလုံးပေါင်းဆက်ပြီးပစ္စည်းတွေဖြစ်လာကြဟုတ်တယ်နော် okay ကောင်းပြီwireless access point wireless access point လို့ပြောတဲ့ခါကျခုနပြောထားတဲ့အရာ3ခုနဲ့နောက်တစ်ခုကဘာနဲ့ထပ်ပေါင်းမှာ wireless နောက် cat အဲ့ wireless နောက် cat မှာဘာထပ်ရှိရမှာလဲ antenna ထပ်ပြီးတော့ရှိရမယ်ဟုတ်ပြီနော် okay အဲ့တော့ဒါဆိုရင်စတော့ wireless access point ကိုကြည့်လိုက်တော့ component ဘယ်နှခုရှိရမှာလဲ5ခုပေါ့ CPU RAM ပြင်ပါရှိမယ် flash ဟုတ်ပြီဒါဆရာတို့ကဒီကောင်တွေအားလုံးဒီဗမာသွားပြီးတော့စုံကြမှာလဲ main board ပေါ်မှာသွားပြီးတော့အားလုံးကလာတော့တက်ဆင်ကြမှာအဲ့ main board မှာဘာလာထပ်တက်မလဲ wireless network ရှိမယ် okay wireless network နော် wireless network ရှိမယ်ပြီးရင် wire network တကယ်ပါမယ် wire network နော်ဒါ wire network ဘာကြောင့် access point မှာ wireless network ရှိတယ် wire network ရှိတယ်နော် access point ကိုပြန်ကြည့်ရအောင်နော်မနော် access point အခုဆရာတို့ဒီမှာ wireless network တကယ်တက်ထားတယ်ပြီးရင်ဒီမှာပါလဲ wire network တကယ်ပါမယ် okay နော်ဒါလေးကိုပြတာနော် okay ကောင်းပြီလို့ဆိုလို့ရှိရင်အဲ့တော့ပြီးဒါဆိုလို့ရှိရင်ဆရာတို့တွေကနော်ဟာလားဒီလိုမျိုး wireless network လည်းပါပြီနော် WNIC လည်းပါပြီနော်ဟာလားပြီးဆရာတို့က wire network လည်းပါပြီဆိုလို့ရှိရင်နော်ဟာလားဒီ device လေးကိုဆရာတို့ဘာလုပ်လို့ရလဲဆိုတော့ AP လုပ်လို့ရပြီဒါ access point ဖြစ်အောင်လုပ်လို့ရပြီเนาะဒီ device လေးကိုဒါအခုဒါ access point ပေါ့ wireless access point เนาะ center device နဲ့တုံးတာအဲ့တော့ဒီနေရာမှာ server တွေကဒီ device เนาะ server infrastructure mode ကိုတုံးပြီဆိုလို့ရှိရင် infrastructure mode မှာဒီလိုတီးသန့်ထုတ်ထားတဲ့ wireless အတွက်တီးသန့်ထုတ်ထားတဲ့ wireless access point hardware device တွေလည်းဖြစ်နိုင်တယ်လို့ဘာတွေလည်းဖြစ်နိုင်လဲဂျားထဲမှာကွန်ပျူတာလည်းဖြစ်နိုင်တယ်ဖုန်းလည်းဖြစ်နိုင်တယ်เนาะ okay เนาะဒီနေရာ device မှာเนาะပုံသင်မှတ်မှာဆိုလို့ပြောနေတာเนาะပုံသင်လုံးဝမမှတ်နဲ့เนาะဟာလား device တွေကပုံသင်မဟုတ်ဘူးเนาะအဓိက server ဒီမှာမှတ်ရမှာ AP mode တစ်ခုရှိရမယ်เนาะ access point လို့နာမည်တက်ထားတဲ့ကောင်ပါเนาะ okay အဲ့တော့ server ကဒီဆို infrastructure mode ကိုသုံးရင် infrastructure mode မှာဘာတွေထပ်ခွဲထားလဲဆိုတော့သူ့မှာเนาะ infrastructure mode မှာထပ်ခွဲထားတွေက access point mode ရှိတယ် ACC ESS access point mode ဒါဆိုခုနက server ကဒီ central မှာထားထားတဲ့ wireless access point လေးဘာလို့လဲရဆိုတော့ access point လို့ရတယ်เนาะဟာဒီ central device ကိုနာမည်က wireless access point လို့ဆရာတို့ခေါ်လိုက်တယ်ဒါပေမဲ့ access point mode နဲ့ access point နဲ့꿰စေချင်တယ်နော် access point mode ဆိုတာဆရာတို့အထဲထဲမှာရှိမယ် logical ဖြစ်သွားပြီ logical မှာလောက်ရမယ့်ဘိုင်းဖြစ်သွားပြီနော် access point mode access point mode လို့လည်းခေါ်တယ်သူ့ကိုနောက်တစ်မျိုးဘယ်လိုခေါ်ဆိုတော့ master mode လို့လည်းခေါ်တယ် master mode နော်ဟာလား master mode နောက်တစ်မျိုးခေါ်ရင်ဆရာတို့ root mode လို့လည်းခေါ်တယ်အခေါ်ကမျိုးစုံရှိနေလို့ပြောပြရတာနော် AP mode master mode root mode master mode က Linux မှာခေါ်တာ root mode ကကျတော့ Cisco မှာခေါ်မှာဒီလိုတွေ꿰သွားတာ
နော်ဟာလား platform တွေကတူမှမတူတာမတူတော့သူတို့စိတ်ထဲမှာရှိတဲ့နာမည်တွေပင်နာမည်မျိုးစုံဖြစ်သွားတာပေါ့နော်ဒါလေးပါပဲဟုတ်ပြီဒီတော့ဆရာတို့ AP mode တွေ master mode တွေ root mode တွေနော်ဟာလားဒါ mode တွေပေါ့နော်တကယ်တော့အဲ့ဒါတွေကြိုက်သူခေါ်အတူတူပဲဟုတ်နော်အတူတူပဲဒီကောင်ရှိမယ်နော်ဒါ infrastructure mode မှာနော်ဒါတစ်ခုရှိမယ်ပြီးရင် infrastructure mode မှာပဲ AP client mode ရှိမယ်ဒီသုံးခုကကြိုက်သူခေါ်အတူတူပဲနော်သုံးလုံးတစ်ခုပဲနော်ဟာလားအပြင်မှာတော့ဘယ်လိုမျိုးခေါ်ကြဆို AP mode ပေါ့ကွာညာတော့ဖြစ်ခေါ် AP mode ပေါ့နော် AP mode ဘာမှလုပ်လို့ရတယ်ဒီ device မှာလည်းလုပ်လို့ရတယ် AP mode လုပ်လည်းရတယ်ဟုတ်ပြီနော်ဒါဆိုရင်နောက်တစ်ခုကဘာထပ်လုပ်လို့ရသေးလဲ AP client နဲ့နော် access point client AP client လို့ပဲရေးလိုက်တော့နော် AP client access point client နော် AP client AP client လို့လည်းခေါ်တယ်နောက်တစ်မျိုးခေါ်ရင်အခေါ်မျိုးစုံပြောပြတာနော်ဘာဖြစ်လို့ဆိုတော့တစုံတစ်ယောက်ကနော်ဟာလား management လို့ပြောလိုက်ရင်wireless မှာငါ management တစ်ခါမှမကြားဘူးဒီလိုမျိုးလေးသိရမလားအဲ့လိုလာပါလေအမှန်တော့ကိုကမသိတာမဟုတ်သိတယ်ဒီထဲပဲပြစ်ထည့်အောင်မယ်နော်အခေါ်ကိုသိအောင်ပြတာဘာမဟုတ်လဲ management management နော်ဟာလား AP client mode management နော်နောက်တစ်ခုက subscriber mode subscriber module ကြိုက်သူခေါ်လို့ရနော် SUBS CRIB ရနော်ဟာလား subscriber module ပေါ့နော် subscriber mode ဟာလားနော်ဒါအဒီလဲပါပဲလေအဲ့ဒါ AP client ပဲနော်ဟာလားဆိုလိုချင်တာတော့ကြိုက်တဲ့၃မျိုးလုံးကြိုက်တယ်လို့ခေါ်အတူတူပဲဒီထဲမှာပဲရှိတယ်ဒါပြောင်းလဲလို့မရအောင်သူကနော်ဟာလားဆိုတော့ wireless network ချိတ်ပြီဆိုလို့ရှိရင်ဒီ mode တွေကတော့ပြောင်းလို့မရအောင်နော်သူရဲ့ဒီ infrastructure mode ရဲ့ style ပေါ့ဟုတ်ဒီမှာမြင်နေရတာ infrastructure mode မှာ central device တစ်ခုကတေချာပေါက်ရှိရမယ်သူဒီ master mode အနေနဲ့ရှိရမယ်နော်တနည်းပြောရင် access point mode အနေနဲ့ရှိရမယ်နော်ဆရာပုံတွေပဲကင်ပြီးခေါ်တော့မယ်နော်နာမည်ကခေါ်တာများတယ်သိအောင်ပြောပြတာအဲ့တော့ AP mode လို့ပဲခေါ်တော့မယ်ရမယ်နော် AP mode ပြီးနောက်တစ်ခုကဘာလဲ AP client mode ဒါဆိုရင်အဲ့ဒီ AP mode ကိုဝင်ချိတ်ရမယ့်သူက AP client mode ဒါဆိုဆရာတို့တွေကပုံမှန်ဆိုရင်ဆရာကဒီကောင် access point လုပ်လိုက်တော့ AP mode ထားလိုက်ပြီဒီကောင် AP mode ထားလိုက်ပြီဆိုရင်သူ့ကိုဝင်ချိတ်နေရတယ်ဘယ်သူဝင်ချိတ်ကြလဲကွန်ပျူတာတွေကဝင်ချိတ်ကြတယ်နော်ကွန်ပျူတာတွေဒီပုံမှန်အဖြစ်ကွန်ပျူတာတွေရဲ့ဆရာတို့ wireless network တွေကဘာမှပဲရှိနေကြတယ် AP client mode မှာရှိနေကြတာအဲ့ဒါနားလဲအောင်တနည်းအားဖြင့်ဘာမို့လဲ manage mode မှာရှိနေကြတာဆရာတို့ဝင်ချိတ်နေကြတာနော် okay ကောင်းပြီဒါဆိုအပြင်မှာလဲဆရာတို့တွေကဒါဆိုရင်ဆရာတို့ဒီမှာချိတ်တော့မယ် wireless တွေနှစ်ခုပေါ့တစ်ခုကဘာမှဖြစ်ရမှာလဲ AP mode တစ်ခုက AP client mode ဒါဆိုရင် तू က AP mode ဆိုရင်ဒီ device ကိုသူ့ AP client mode ထားပြီးဝင်ချိတ်လို့ရမယ်သူ့လည်း AP client mode ထားပြီးဝင်ချိတ်လို့ရမယ်နားလည်လားမသိနော်အဲ့တော့ central device ကဘယ်သူကပုံနေရှိနေရမှာလဲ AP mode ကပုံနေရှိနေရမှာinfrastructure mode ရဲ့ပုံစံပဲ infrastructure mode ကအဲ့တိုင်းသွားတာနော် okay နောက်တစ်ခုကဆရာတို့ကနော်ဟာလား infrastructure mode မှာ sorry နောက်တစ်မျိုးကြံပါသေးတယ် repeater mode နော် REPEATO อ่ะเนาะ repeater mode ဒါဆိုရင် server infrastructure mode မှာ server တွေက AP mode AP client mode repeater mode เนาะသုံးမျိုး okay repeater mode ကိုသုံးပြီဆိုရင်တော့ repeater mode တွေပါသုံးလို့ရှိရင် antenna splitter နဲ့တွဲသုံးတာပိုကောင်းတယ်เนาะ repeater mode ကအဲ့သူကြောက်ဆိုတော့ဘယ်လိုသုံးလဲဆိုတော့server မှာเนาะဟာခုန central device ရှိတယ်ပေါ့နော် AP ပေါ့နော် access point ဟုတ်နော်ကွန်ပျူတာလည်းဖြစ်နိုင်တယ်ဘာလို့ကွန်ပျူတာလည်းလုပ်လို့ရတာပေါ့နော်ဒါကွန်ပျူတာပေါ့သူ့မှာ wireless network ကပါမယ်ကွန်ပျူတာမှာဘေးရင်ကပါပြီးသားလဲ CPU ပါပြီး RAM ပါပြီးနော်ဟာလား OS ထည့်ဖို့အတွက် flash တောင်လို့သူက head ထည့်ထားပြီးနော်ဟာလားပြီးရင်စလို့ wireless network ကပါမယ် wireless network ကတက်မယ်ပြီးရင် antenna တက်လိုက်သူ့ဘာမို့ထားလိုက်လဲဆရာ AP မို့ထားလိုက် master mode ကောင်းပြီးရင်စလို့ဒီမှာစလို့နော်ဟာလားကွန်ပျူတာလေးရှိတယ်ဒါ AP client mode တွေနော်ဟာလား manage mode တွေပေါ့နော်ဝင်ချိတ်နော်ဟာလား manage mode တွေဝင်ချိတ်ဟုတ်နော်ဒါဆိုရင်ဒီ master mode မှာသတ်မှတ်ရမယ် SSID ရှိလိမ့်မယ်နော်ဟာလား SSID ဆိုတော့သတ်မှတ်ရမှာပေါ့နော်ဒီ wireless network တစ်ခုလုံးအတွက်နာမည်က SSID ကဆက်ပါပေးလိုက်မယ်ဆိုတော့နော်ဒီ network တစ်ခုလုံးအတွက်နာမည်ပေါ့နော်သူရဲ့ဒါ coverage area ပေါ့နော်သူရဲ့ coverage area ပေါ့သူရဲ့ SSID ကိုဆက်ပါပေးလိုက်မယ်ဆိုလို့ရှိရင်နော်0ကမှာပေါ့ LA hotspot ပေါ့ LA hotspot ဟုတ်ပြီနော်နာမည်ပေးလိုက်ပြီဒါဆိုရင်ဒီ LA hotspot ကို
manage mode တွေအကုန်လုံးပါပဲလေမြင်မယ်နော်ဟာလားဒီက exercise နေနော်ဟာလား manage mode တွေမြင်မယ်သူတွေဝင်ချိန်မယ်နော်ဟာလား machine နဲ့ကွန်ပျူတာဝင်ချိန်မယ်ကောင်းပြီဆရာတို့ကဒီမှာထပ်ကြည့်အောင်နော်ဒီဘက်မှာရှိနေကွန်ပျူတာဒီလောက်သူကတော့ဒီ cover area နဲ့သူ cover မဖြစ်တော့ဘူးနော်ဟာလားဒီ area နဲ့သူ cover မဖြစ်တော့ဆိုတော့သူကလှမ်းပြီးဝင်ချိန်မယ်ဆိုချိန်လို့မရတော့နော်ဟာလားသူရဲ့ transfer power သူရဲ့ transfer power antenna gain တွေfree pad load တွေတွက်လိုက်တဲ့ခါကျတော့သူကဝင်ချိန်လို့မရတဲ့အနေအထားမျိုးဖြစ်သွားပြီအဲ့လိုအနေအထားမျိုးမှာဆိုတော့ဘာလုပ်လို့ရလဲ repeater ထပ်ခံလို့ရတယ် repeater ခံမယ်ဆိုတော့ဒါ access point ပေါ့နော် access point မှာဆရာတို့တွေကနော်ဟာလားဟို hardware device ပေါ့နော်ဆရာတုံးလိုက်တာပြီးဒီမှာဆရာတို့ကဘာလုပ်လိုက်မလဲ splitter လေးထားပေးလိုက်မယ် splitter လေးမှာတစ်ဖက်ကဆရာတို့ဘယ်ကိုသွားမလဲဆိုတော့ဆရာတို့ကနော်ဟာလားဆရာတို့ဒီဘက်ကိုနော်ဟာဆရာတို့ကဒီမှာဆရာတို့ကိုယ်တိုင် home base ဘိုင်ကွက်အနန္နာလုပ်လိုက်မယ်ကွာနော်ဟာဘိုင်ကွက်အနန္နာနော်ဒါဟိုသဘောပြောတာနော်ကိုကြိုက်တဲ့အနန္နာတက်လို့ရနော်ဘယ်ကိုသွားမှာသူကကြတော့ဒီကိုချိန်လိုက်မှာဒါတော့ဆရာတို့နော် splitter လေးနော်ဒါ splitter နော် splitter ပြီးရင်ဆရာဒီကောင်ကြောက်ဘယ်ကိုပြန်ထပ်သွားမှာဆိုရင်နောက်ထပ် omni directional သုံးပြလိုက်မယ်နော် omni သုံးပြလိုက်ရ omni မသုံးမဲနဲ့ parabolic disk သုံးလိုက်ရတယ်ကြိုက်လို့သုံးနော်ဒါပေမဲ့ဒါကြီးက parabolic disk သုံးကြမှာလေနော်ဒါဆိုတော့ဒါပေမဲ့ဒီနေရာမှာအကယ်၍ပေါ့အကယ်၍များနော်ဟာလားဆရာတို့ကနော်ဟာလားအိမ်ဖြစ်ခဲ့မယ်ပေါ့နော်ဟာလားဒါ residential ပေါ့ COVID-19 ဆိုရရလေဒီမှာလဲ parabolic disk သုံးလိုက်ပေါ့နော် coverage area မှာဖြစ်ဆို parabolic disk သုံးမယ်ပြီးရင်ဒီကနေမှဆင်နော်ဟာဆရာတို့ကျိုးစင်လာပြီ POE ထဲဝင်မယ်ပြီးဒီကနေမှဆင်ဆရာတို့ကွန်ပျူတာထဲပြောင်းနော်ဒါကွန်ပျူတာထဲဝင်နော်နော်ဒီလိုချက်လို့ရဒါဆိုရင်သူကဘာမဟုတ်လဲ REPAT ပါ repeater မဟုတ်repeater ဆိုတာကဒီက attenuation ဖြစ်ပြီးဝင်လာတဲ့ signal ဘာလို့တာလဲ amplify လုပ်ပြီးတော့ amplify လုပ်တယ်ဆိုတာမတန်ဆိုင်လို့ဖြစ်တာမဟုတ်နော်ငကိုစမှတ်ကနေပြီးတော့နော်ဟာရှိလာတဲ့ဒီ signal ကိုဘာလို့ဖြစ်တာ amplify လုပ်တယ်ဆိုရင်ဒီမှာ wireless ကြတော့ဘယ်လိုဖြစ်လဲဆိုတော့ wireless ကတော့ antenna gain တွေပါတယ်မူတည်တာပေါ့သူရဲ့ transmit power တွေသူရဲ့ antenna gain တွေပေါ်မူတည်တယ်နော်အဲ့သူရဲ့သတ်မှတ်ထားတဲ့နော်ဟာရမယ်သူရဲ့တွက်လိုက်ရင်ရလာမယ် EIRP ပေါ့ effective radiated power နော် ERP အတိုင်း develop ပေးလိုက်မှာလဲ signal strength ကိုထုတ်လွှင့်ပေးလိုက်မှာဒါဆိုရင်သူကနေပြီးဘာလုပ်လဲဖမ်းပြီးတော့ဖမ်းတယ်ပေါ့ကွာပြီးရင်ဒီဘက်ကကွန်ပျူတာဒီဘယ်ကိုနောက်မိသွားပြီလဲဒီဘက်ချမ်းမှာရှိတဲ့ကွန်ပျူတာနဲ့ပါပဲနောက်မိသွားပြီဟုတ်နော်ထုံးစံတိုင်းပဲဆိုတော့ဒါ physical media နေချိန်လိုက်နော် physical media နေကတော့ RF လို့ခေါ်တဲ့ radio frequency ကိုသုံးပြီးချိန်လိုက်တယ်နောက်မိဖို့တော့ကဘာလို့သေးလဲဘာ protocol တော့မှာလဲ TCP IP လေသူလည်း TCI protocol တော့မှာ IP တွေကအဆိုင်ချဖို့မမေ့နဲ့နော် IP ပေးမှအကုန်လုံးပါပဲနောက်မိမှာနောက်မိဘာလို့ရလဲ service တွေယူသုံးလို့ရပြီဒီပုံစံလေးနဲ့ချိန်တာရမှာနော် repeater mode မှာသုံးမယ်ဆိုရင်ဒီလို splitter ခံသုံးရတယ်နော် splitter ဒီမှာတော့ကြိုက်တဲ့ antenna တက်လို့ရနော်ဆရာတို့မှာ parabolic disk antenna တက်ပြလာတယ် omni directional antenna တက်လည်းရတယ်နော် okay ဒါဆရာတို့ဘာမဟုတ်လဲ infrastructure mode infrastructure mode မှာသုံးတဲ့ SSID ကိုကြာဆိုတော့ BSSID လို့ခေါ်တယ် BSSID အဲ့ဟိုဆုံးမှာသုံးရတာဗာလဲ ISSID သူ့မှာကျတော့ BSSID သူက basic service set identifier လို့ခေါ်တယ်နောက်တစ်ခုကကျတော့ repeater mode ကနေထပ်ပြီးတော့ဒါဆိုသူက SSID က LA hotspot ဆိုလို့ရှိရင်နော်လားဒီဘက်မှာမြင်ရမယ် wireless AP client ကလည်းနော် AP client ကလည်းဘာကိုပဲလှမ်းမြင်လဲဆိုတော့အဲ့ဒီ LA hotspot ပဲသူကမြင်မှာဒီ LA client ကလည်းတိုးတော့အဲ့ဒီ LA hotspot ဆိုတဲ့ SSID ဘယ်သူကထပ်ဆင့်လွှတ်မိရတာလဲ repeater mode ကနေထပ်ဆင့်လွှင့်ပေးလိုက်လို့သူကမြင်တာလေအဲ့ဒီ repeater mode ကနေလွှင့်ပေးလိုက်တဲ့ SSID ကိုကြောက်ဘယ်လိုခေါ်လဲ ESSID extended service identifier လို့ခေါ်တယ်SSID လေးဒီလိုလေးတော့နာမည်လေးတော့ခွဲတာနော်BSSID ESSID ISSID ဆိုဒီလိုခွဲလိုက်နော် ISSID ကတော့ host mode မှာသုံးတာပေါ့နော်ဟာ BSSID ကဆရာတို့ပုံမှန်သုံးနေတော့ပါလေ visit service set identifier BSSID နော် ESSID ကပါလေ extended service set identifier နားလည်မနော်ဒီပုံစံလေးဆရာတို့ချိန်ကြမယ်ဒါ infrastructure mode နောက်တစ်ခုကတော့ bridge mode ဖြစ်သွားပြီ bridge mode bridge mode မှာကျတော့ SSID မသုံးတော့နော် bridge mode က SSID မရှိ bridge mode မှာဘယ်လိုသွားလဲ bridge mode ကနော် bridge mode ကိုချိန်လို့ရတဲ့ method က point to point ရမယ်ပါတဲ့ brand ရှိလို့မပါတဲ့ brand တွေလည်းရှိရနော်ဒါတွေကပစ္စည်းပေါ်မူတည်ဖြစ်နေပြီနော်အခုဆရာပြောနေရတွေကတော့ချိန်လို့ရနီးလန်းနေဆရာအကုန်ပြောပြတာနော်ဟာလား point to point to multi point နော်ဒီနှမျိုးချိန်လို့ရမယ်နော်ဟာလား point to point ချိန်မယ်ဆို bridge mode ဆရာတော့ point to point ချိန်ပြီးဆိုလို့ရှိရင်နော်ဆရာ antenna ဒီအချောင်းလေးပဲတက်လိုက်တော့နော်ဒါ antenna ကိုနော် okay ဒီမှာနော် antenna အပြင်မှာတော့ကိုကြိုက်တဲ့ antenna ပုံစံပြောင်းသွားနိုင်နော် okay အဲ့တော့ဒီမှာဒါဆရာတို့ကbridge mode သုံးပြီးဆိုလို့ရှိရင်သူလဲ bridge mode
သူလည်း brace mode မှာရှိရမယ်သူလည်း brace mode မှာရှိရမယ်နော်လားသူ့တော့အပြင်မှာနာမည်ခေါ်တော့ဘယ်လိုပဲခေါ်မှာလဲ access point လို့ပဲဆိုတော့ခေါ်မှာပေါ့ဒါ access point ဒါပေမဲ့အထဲထဲမှာ logic မှာပါလို့လိုက်တာလေ brace mode လို့လိုက်တာဒါဆို brace mode လို့လိုက်ရင် brace mode သုံးတာ infrastructure mode မဟုတ်တော့နားလည်လားမနော် infrastructure mode သုံးတယ်ဆိုသူ့ကိုဘာလုပ်ရမှာလဲ AP လည်းဖြစ်နိုင်တယ် AP client လည်းဖြစ်နိုင်တယ် repeater mode လည်းဖြစ်နိုင်တယ်ဒီလိုသွားတာနော် okay ဒါဆိုရင်ဆရာတို့ကဒါ brace mode သုံးလိုက်ပြီသူ brace mode သုံးလိုက်ပြီဆိုလို့ရှိရင် brace mode သုံးရင်ဘာဖြစ်ရလဲတစ်ခုနဲ့တစ်ခုချိန်တဲ့ခါကျရင်သူနှစ်ခု channel တူရမယ် channel တူရမယ်ပြီးရင်သူ့မှာရှိနေတဲ့ MAC address သူ့ရဲ့ MAC address ကိုဒီဘက်ကိုထည့်ပေးရမယ် install လုပ်ပေးရမယ်ဒီဘက်က MAC address ကိုဒီဘက်ကိုလှမ်းပြီးတော့ install လုပ်ပေးရမယ်အဲ့ဒါဆိုမိပါပြီသူ့မှာဘာ channel မှမရှိတော့အဲ့ brace mode က security ကောင်းတယ်ဆိုတော့ဘာ key မှခံရမလို့ပဲနဲ့ security ကအလိုလိုရှိနေတာဘာကြောင့်လဲဘယ်သူမှတောင်းဝင်ချိန်လို့မရဘူးချိန်လို့မရအောင်ဆိုတော့ဥမာဆရာတို့ကဒီမှာ security မခံအောင်ဆိုတော့တစ်ဖက်ကဒါ hacker ရဲ့နော် AP ပေါ့နော်ဒါ hacker ရဲ့ AP ပေါ့နော်ဟုတ်လား okay နော်ဒါ hacker ပေါ့hacker ရဲ့ hacker ရဲ့ AP ကသူ့ကိုယ်သူ brace mode လုပ်လိုက်တယ်သူ့ရဲ့ channel ကိုမြင်တော့ကောင်းပြီ channel တူအောင်လုပ်လိုက်မယ်နော် channel တူအောင်လုပ်လိုက်ဝင်ချိတ်တယ်ပေါ့နော် channel တူအောင်လုပ်လိုက်ဟုတ်ပြီ channel တူတယ် channel တူတော့လဲဘာလုပ်အောင်လဲသူ့ရဲ့ MAC address ကိုမြင်တော့သူ့ MAC address ကိုဒီထဲထည့်လိုက်မယ် okay ထည့်လို့ရမယ်ဒါပေမဲ့ဒီကသူ့ရဲ့ MAC address ကိုကြောက်ဒီဘက်က administrator ထည့်ပေးမှာတကူကဟမ်ဘယ်သူကထည့်ဘယ်သူမှမထည့်ဘူးဘောပါနော်အဲ့တော့သူကဒီသူ့ရဲ့ MAC address ကိုဘယ်လာထည့်ပေးရမှာလဲဟောဒီက wallet device ကိုထပ်လာပြန်ထည့်ပေးရမှာဒီမှာရှိတဲ့ administrator ထည့်ပေးမှာရမှာလေဘယ်သူကထည့်ပေးမှာတော့ administrator နော်ဟာလားသူ administrator သူနဲ့လာချိန်မဲ့ MAC address ကိုကတော့တာလေသူကထည့်ပေးသူအပြန်လန်ထည့်ပေးရ MAC address ကိုဒီဘက်မှာလည်းထည့်ပေးရတယ်ဒီဘက်က AB မှာလည်းထည့်ပေးရအဲ့လိုထည့်လိုက်တော့မှဘာဖြစ်သွားလဲ connection က establish ဖြစ်သွားတာနော်ဟာလား brace connection ကချိတ်သွားတာနော် brace mode က okay brace mode ကိုနော်ဟာလားသုံးတဲ့နေရာတွေရတော့ဆရာတို့ဒီမှာနော်ဒီလိုပုံစံမျိုးလေးသုံးကြတယ်ကြောင်နော်ပေါ့နော် brace mode ကိုကျတော့ AP တစ်ခုနဲ့တစ်ခု brace လုပ်ခြင်းနဲ့ဆိုလဲဒီလိုသုံးကြတယ်နော် AP တစ်ခုနဲ့တစ်ခုဘာလို့လဲ brace လုပ်ခြင်းဘာတွေသုံးလိုက်လဲ brace mode သုံးလိုက်ကြတယ်နော်ဟာလားဆိုတော့ brace mode သုံးလဲဆိုတော့ point တွေမှာဒီ point မှာဒီလိုသွားမှာပေါ့ဟုတ်လားဒီကောင်ဒါဆိုရင်ဒီလိုသုံးလိုက်ပြီဆိုလို့ရှိရင်ဒီ access point 3ခုဒီနော်ဒီ access point 3ခုဒီနော်ဟာလားသူတို့ဒီနော်ဟာဒီထဲမှာတော့ access point 3ခုရဲ့ MAC address ရှိမယ်သူ့ MAC address ဒီသူ့ထဲမှာရှိမယ်သူ့ MAC address ကလည်းသူ့ထဲမှာရှိမယ်သူ့ MAC address ကလည်းဟောဒီက EP ထဲမှာရှိနေရမယ်ဒီက MAC address ကတစ်ခုချင်းစီမှာရှိနေလိမ့်မယ်ဟုတ်နော်ပြီးရင်သူတို့နောက်အားလုံးဒီဘာဖြစ်လဲ channel တူလိမ့်မယ်ဒါပဲနော် brace mode အဲ့ဒါနဲ့ချိန်ပါပြီ okay ကဲဒီလိုဆိုရင် sorry ဒါ wireless နဲ့ချိတ်ဆက်လို့ရတဲ့ method တွေပေါ့နော်နီလန်၃ခုပဲရှိပါတယ် host mode infrastructure mode နဲ့ brace mode အခုဆရာတို့ကခုဆရာတို့တော့ပြမှာ infrastructure mode ကိုတွားမှာဘာကြောင့်လဲအပြင်မှာများသောအားဖြင့်ချိတ်တာဒီ infrastructure mode ပဲကိုယ်နဲ့နှစ်ဖူးတွေဒူတွေဓာတ်ရိုက်တွေ့နေရမှာလဲ infrastructure mode ပဲเนาะ okay ဒါဆိုဆရာတို့ infrastructure mode မှာ AP mode master mode root mode ဒီအတူတူပဲเนาะဟာလား AP client mode manage mode subscriber mode เนาะဟာလားပြီးရင် repeater mode เนาะဟာလားဆရာတို့ wireless access point ကိုဆရာတို့ဝင်ကြည့်လိုက်ပြီဆိုရှင်เนาะဟာလားဆရာတို့ ubiquity ဝင်ဘက်ကဆရာဝင်ပြခဲ့ပါတယ်เนาะဒီပုံစံလေးမြင်ခဲ့တယ်မှာလားเนาะဟာလားအဲ့မှာဆရာတို့က mode မှာ manage လို့ပြောတာရင်ဒါ AP client ဖြစ်နေလိမ့်မယ်เนาะဟာလားအော်နောက်တစ်မျိုးခုကြံသေးတယ် AP client mode ကို station mode လို့လည်းခေါ်တယ်မှတ်ထားအောင်ဘယ်လိုခေါ်ကြသေးလဲ station mode เนาะဟာလား station mode လည်းခေါ်တယ်အဲ့တော့ဒီမှာမြင်နေရတာ manage mode เนาะဒါ manage เนาะဒါ manage တွေပေါ့เนาะ okay ကောင်းပြီကဲဆရာတို့ဒီလိုဆိုရင်ဆရာတို့ access point လောက်တာလေးကိုကြည့်ရအောင်เนาะ access point လောက်ဖို့ရန်အတွက်ကဆရာတို့အပြင်မှာဆိုရင်เนาะဆရာတို့ကိုယ့်အနေကိုတီးတဲ့ access point လုပ်မယ်ဆိုဆရာတို့ဘာဝယ်ပေးရမလဲဘာပစ္စည်းတွေဝယ်ရမလဲဆို Raspberry Pi လုပ်မယ်เนาะဟာ Raspberry Pi ဆရာတို့မှာ model နာမည်ရေးတာเนาะ model B board ပေါ့เนาะဒါလေး Raspberry Pi လေးเนาะဒီ board လေးအပြင်ဆရာတို့ SD card flash 2GB လုပ်မယ်เนาะဟာ 2GB ထဲမှာဆရာတို့ထည့်ရမှာ Linux OS ကိုထည့်ရမယ်ဟုတ်နော် Linux OS ကို internet ပေါ်မှာ download ဆွဲလို့ရတယ်ဆိုတော့ဒီ Raspberry Pi အတွက်တီးသန့်ထုတ်တာ Linux OS လည်းရှိတယ်เนาะအဲ့ဒါလေးဘယ်ထဲမှာထည့်လိုက်မလဲ SD card ထဲမှာထည့်မယ်မြင်လားလို့เนาะပြီးရင်ဆရာတို့ကသူ့မှာပါလဲ SD card ရှိမယ်တက်ပေးလိုက်အဲ့ဆိုရင်ပုံမှန်ဆိုပါပဲလေ boot တက်သွား OS က boot တက်သွားလိမ့်မယ်เนาะโอเคပြီးလို့ရှင်ဆရာတို့ဘာလုပ်ရမလဲဆိုလို့ရှင်ဆရာတို့တွေเนาะသူနဲ့ network ချိတ်ဖို့ရန်အတွက်เนาะဆရာတို့သူနဲ့ network ချိတ်ရမယ်ပြီးရင်ဆရာတို့က FTP service ဒါမှမဟုတ် TFTP service ဒီထဲမှာဆရာတို့ run ပေးဖို့လုပ်မယ်เนาะဟာလားဆရာတို့ဒီ device ထဲမှာเนาะ run ပေးရမယ်နော်အဲ့ဒါလောက်တာတွေကတော့လွယ်တယ်တကယ်မခက်ဘူးเนาะဟာစိတ်ထဲမှာတော့ဟိုဘောနော်ဟာပုံမှန်ကွန်ပျူတာတစ်လုံးပဲလေ OS တင်မယ်ပါလို့မယ်เนาะဒီ SD card ထဲကိုနော်ဟာနော် OS ရိုက်ထည့်တာကျွန်တော်တို့ကကွန်ပျူတာတစ်လုံးပေါ်နေတော့ဒီ SD card ထဲကိုရိုက်ထည့်တဲ့ USB နော်ဟာနော်ကျွန်တော်ဒီ USB ဒီ OS install လုပ်တဲ့ software တွေရှိတယ်
နော်ဟာလားဆိုတော့ Yumi တို့ Unetboot တို့ပေါ့နော်အဲ့လို software နဲ့ဆိုတော့ install လုပ်လို့ရတယ်ဒါမှမခက်ဘူးနော်ဟာလား Raspberry Pi တော့တီးတန်းထုတ်ထားတဲ့ဟာရှိရနော်အဲ့လိုမျိုးပြစ်ထည့်လိုက်ပြီးပြီဆိုလို့ရှိရင် server တွေကနော် ASD ကကိုဘာလို့ပေးလိုက်ရမလဲအဲ့ဒီ device မှာတွားပြီးတော့ထိုးထည့်ပေးလိုက်ရမယ်အဲ့ဒါဆိုရင်အဲ့ဆက်ဒီ power online တာပါလဲဘူးတက်သွားပြီနော်ဟာလားဒီမှာ OS တွေပါကုန်ပါသွားပြီနော်ဘူးတက်သွားလိုက်မယ်ပြီးပြီဆိုရင် server တွေကအဲ့မှာဆိုတော့နော်ဟာအခုဆိုတော့ရှိသမျှ device တိုင်းနော်ဟာဆိုတော့နော်ဟာဆိုတော့ခုမြင်နေရတဲ့ Ubiquiti တွေနော်ဟာ Cameridian တို့နော် device တွေအကုန်လုံးဘယ်သူ့ကိုကင်းသွားမလဲဆို hosted AP ကိုကင်းသွားလို့မရဒီကောင်လေးနဲ့ AP လောက်ကြတာ access file လို့ဒီ package ကိုသုံးတယ်ဒီနေ့ကျတော့သူက package လို့ခေါ်တယ်နော်ဟာဆိုတော့ Microsoft မှာဆိုတော့ EAC file လိုမျိုးပေါ့နော်သူကကြောက်ဘယ်လိုခေါ်လဲ package လို့သုံးတယ်နော်ဒါ okay နော် installer package တွေပေါ့နော်ဟာ hosted AP DHCP ကတော့ DHCP IP ချမယ်ဆိုရင်နော် DHCP package ထပ်ထည့်ရမှာပေါ့သိရနော် DHCP လေကျတော့ access point တွေမှာ DHCP မွန်ကြဘူးလား online ရင်ဒီကနေပြီးတော့ IP တစ်ခါတန်းပြီးတော့ရတယ်နော်အဲ့တော့ဘာလို့ဘာထည့်ထားလဲဒီထဲမှာ DHCP package install လုပ်ထားလို့နော် DHCP server ထိုင်မှုလိုရဆိုတော့ DHCP မှာနော် package server ထည့်ရမယ်နောက်တစ်ခုက IP table လဲဆရာတို့ကလိုအပ်ရင်ဆရာတို့ထည့်ထားမယ်ဘာကြောင့်လဲဆိုတော့ NAT တွေပါ run မှုအတွက်နော်အပြင်မှာဆရာတို့ access point လို့ပြောရင် access point မှာနှစ်မျိုးတွေ့ရတယ် AP ရဲ့ AP router ရဲ့ဆရာနဲ့စ device တွေကြည့်အောင်နော်ခုဆရာတို့မြင်နေရ device နော်ဒီကောင်လေးအဲ့ကောင်ဆိုရင်ဆရာတို့သူ့မှာအခုဘယ်လိုမျိုးပါနေလဲဆိုတော့ဒါ AP router အပြင်မှာတော့ဒါကို router လို့ခေါ်ကြတယ်နော်လား wireless router ပေါ့နော် wireless router တကယ်တော့ဆရာတို့ကနော်လားနော်ဟိုကဆရာတို့အပြင်မှာတချို့ကြတော့ router လို့ခေါ်တယ်အဲ့ဒါလည်းနည်းနည်းတော့မဟုတ်ဘူးဒီလားနော် router ဆိုတာက router တစ်လုံးမှာပါသေးပါထားတဲ့ feature တွေပြည့်ဝပါတယ်အဲ့ဒါမှဆိုတော့ router လို့ဆိုတော့တမန်ဘယ်လိုတွေပါမယ် routing protocol တွေပါမယ်ဟုတ်ပြီနော်ဟလားဆရာတို့အနည်းဆုံး open standard OSPF RIP BGP ဒီသုံးမျိုးပါမယ်ဒီလိုမျိုးတွေကိုဆရာတို့ကပါတော့မှသူ့ကိုဘာလို့သတ်မှတ်လို့ရလဲ router စင်းနဲ့ကိုဆရာတို့ထည့်မှာမဟုတ်ရင်ဆရာ router စင်းနဲ့မထည့်ဘူးနော်ဟာလားဆရာတို့ဒီကောင်တွေကြတော့ဒါ wireless router ဆိုအပြင်မှာပြောကြတယ်တကယ်တော့ तू က NAT ပဲဝင်လာဒီထဲမှာပါတာ NAT ကတစ်ခါတည်း runner ပြီးသား NAT သိရနော်နောက်အတွက် translation ဘာလို့ပေးတာလဲ NAT လေးဘာလို့ပေးရဲကောင်လဲဘာလို့ပေးတဲ့ service NAT က NAT လေး NAT ဘာလို့ပေးတာလဲ private IP ကို public IP အောင် translate လုပ်ပေးတာနော် private နဲ့ public ကအကွဲအကွဲရနော်မတူးနော် public ဆိုတာတကဘာလုံးနဲ့နှောမိနေတဲ့ IP လို့မှတ်လိုက်တော့အလွယ်တကူနော်ဟာလားတနည်းအားဖြင့်ကျွန်တော်တို့က ISP မှာရှိတဲ့ router ရဲ့ routing table ထဲမှာ route update လုပ်ထားပေးတဲ့ IP တွေအဲ့ဒီ IP တွေကနော်ဟာရကျင်နိုင်ရတာမဟုတ်ဘယ်သူတွေဆိုင်ဘယ်တကယ် main အဖွဲ့စီကဘယ်သူလဲ IN တွေကနေအဆိုင်ချပေးတာ DIP တွေဟဲ့လား IS မှာရှိနေတဲ့ကို router တွေဘက်မှာအကုန်လုံးကဘာလို့ထားပေးသားလဲ routing table တွေ route update တွေလုပ်ထားပေးသားနော်ဟာလား private IP ဆိုတာဘယ်လို IP မျိုးလဲဟမ်ကိုဘာသာကိုစိတ်ထဲမှာရှိတော့ page နာပေးလိုက်တဲ့ IP private လို့မှတ်နော်ဟာလားဒါပေမဲ့ IN တွေကနေတရားဝင်သတ်မှတ်ထားတဲ့ private IP တော့ရှိတယ်192.168တို့နော်ဟာလား172.10တို့ဒါတွေမသတ်မှတ်ထားဘူးလားဒါပေမဲ့ဆရာတို့အခုနောက်ဝချိတ်မယ်ဘသူစီကမှ IP မတောင်း200နဲ့ချိတ်လိုက်လဲမိမှာပဲနော်လား101လို့ပေးပြီးတော့ချိတ်လဲဘာဖြစ်လဲမိမှာပဲ IP နောက်ကမမိဘူးလားအဲ့ဘာ IP ပဲလဲ private ပဲ private လို့ပဲမှတ်ဘာကြောင့်ကိုပေးချင်တာပေးတာလားနော်ဟာလားဒါကြီးကိုဆရာတို့ကဟာ IN တွေသတ်မှတ်ထားတဲ့ထဲမှာမပါဘူးဒါကြီးက public လို့သွားပြောလို့မရဘူး public ဆိုတာဘယ်လိုမျိုးသတ်မှတ်ရမှာလဲ ISP မှာရှိနေတဲ့ကို router တွေနော်ဟာလားကို router တွေပေါ့နော်ဟာလားအဲဆို ISP မှာရှိနေတဲ့ router တွေပေါ့အဲ့ router တွေရဲ့ routing table ထဲမှာ route update လုပ်ထားတဲ့ address တွေကိုဘာလို့သိရမှာလဲ public နော်ဟာလားဆိုတော့တကပောင်းနဲ့နှောင်းမိတယ်ဆိုတော့ဘယ်သူပဲနှောင်းမိတာလဲ public IP ကပဲဒါလိုက်နှောင်းမိတာအဲ့တော့ဆရာတို့ကကို့အတွင်းထဲမှာတုံးနေတာပါတယ်လေ private IP တွေဒီ private IP တွေက internet ပေါ်ဒါလိုက်တန်တက်လို့မရဘူးဘာ IP ပုံစံပြောင်းပြီးမှတက်လို့ရမှာ public IP ပုံစံပြောင်းပြီးမှတက်လို့ရအဲ့တော့ဆရာတို့မှာ public IP လေးတစ်ခုရှိုံနဲ့ private IP အများကြီးကို internet ဆက်ရကြတယ်ဆိုကိုနောက်ဝေါ်ထဲမှာဗာထိုင်ပြလိုက်ပါ NAT နောက်ဝေါ်တိုင်းမှာ NAT သုံးတယ်နော်အခုကြောက်သုံးနေနောက်ဝေါ်တွေချက်ကြီးနောက်ဝေါ်တာထိတ်မှာ NAT ကအမြဲတမ်းပါတယ်မှတ်ထားနော် NAT ကမပါလို့မရဘူးဆိုတော့ provider level ဆိုရင်ဆရာတို့က NAT ကို license နဲ့တီးတဲ့အောင်ထုတ်ဝယ်သုံးရတာနော်ဟာလားဆိုတော့ carrier graph NAT လို့ခေါ်တယ်တာမန် NAT သုံးလို့မရဘူး handle မလုပ်နိုင်ဘူး user များလာလို့ရှိရင်နော်ဟာလား residential များလာရင်နော်ဟာလားအဲ့ NAT ကဆိုတော့မငြိမ်သက်တော့နော်ဟာလားရန်စီကြည့်တဲ့ NAT နော် CGN ဆရာတို့ဘယ်လောက်ပေးရလဲဆို carrier graph NAT ဒေါ်လာ1000ထပ်ပေးရ license Cisco မှာဝယ်မယ်ဆိုရင်နော် CG carrier graph NAT လို့ခေါ်တယ်မှတ်ထားအောင်ဆရာတို့အပြင်မှာတော့ဟို Juniper တို့ပေါင်းဆိုတီးတဲ့ hardware module တွေထပ်ထည့်ပြီးတော့သုံးလို့ရတယ်နော်ဒီကောင်လေးဈေးကြီးတယ်နော် NAT ကဟိုဆရာတို့တာမန် NAT မဟုတ်နော်ဒီကောင်လေးကြတော့နော် carrier graph NAT လို့သူကခေါ်တယ်နော် provider level သုံးတဲ့ NAT ဖြစ်သွားအဲ့ဒါကြတော့
ကောင်းပြီအဲ့ဒီမှာတော့ဆရာတို့ကဘာ runner လဲဆို NAD runner လဲဘယ်လို run လဲဆိုတော့ပြောပြအောင်နော်တစ်ချက်ကြည့်လိုက်ဒီမှာဆရာတို့ကအခုမြင်နေရတဲ့ wireless router နော်ဟုတ်လား wireless router လို့ခေါ်ကြတယ် access point မှာပဲနော်သူ့မှာ1 port 2 port ပါတယ်နော်1 port ဒါ1 port ပြီးတော့နောက် port နောက်ဘယ်နှ port ထပ်ထည့်ပေးတာလဲ4 port ပြီး antenna ဒီမှာနှစ်ချောင်းမြင်ရဆိုတော့တကယ် wireless နောက်ကတကယ်တည်းရှိတယ်နော်antenna တစ်ခုက diversity antenna MIMO သုံးတာဘူးနော် MIMO သုံးလို့ antenna နှစ်ချောင်းနော် MIMO ဆိုတော့ multi-band model နှစ်ချောင်းလည်းဖြစ်နိုင်တယ် antenna 4ချောင်းလည်းဖြစ်နိုင်တယ်6ချောင်းလည်းဖြစ်နိုင်တယ်8ချောင်းလည်းဖြစ်နိုင်တယ်ဟုတ်ပြီနော် MIMO က antenna အများကြီးသူတို့ပို့မြန်တယ်ဒီကောင်နော်ဒါဒီလိုဆိုရင်ဆရာပြောတယ်နော် MIMO ကအရှိမှဆရာပြောမယ်နော် MIMO ဒီ multi-path ကိုပါပဲလေကာကွယ်ပေးနိုင်တယ်တနည်းအားဖြင့် multi-path ကိုပါပဲလေရောနေသွားစေနော် MIMO က multi-path မှတ်မိလား multi-path လေ multi-path ဆိုတာဘာလဲနော်ဟုတ်လားဆရာတို့ main signal ရှိမယ်အဲ့ main signal သွားနေတယ်နောက်ထပ် signal တစ်ခုကလည်းထပ်ပြီးတော့ရောက်လာမယ် reflection ဖြစ်ပြီးတော့ရောက်လာမယ်ဒါပေမဲ့ second ပိုင်းခြားလေဘာဖြစ်သွားစေလဲအဲ့ဒါ interference ဖြစ်သွားစေတယ်မှတ်မိပါရဲ့နော် okay အဲ့ multi-path ကိုကာပြီးနိုင်တာဘယ်သူတွေကာပြီးနိုင်လဲ MIMO ရောနေသွားစေပါနော်ကဲဟုတ်ပြီဒီလိုဆိုရင်ဆရာတို့ကအခုဒါเนาะအခုဆရာတို့မြင်နေရပုံเนาะဒီမှာ wireless เนาะဟုတ်ကဲ့အဲ့တော့ဒီ device အတွင်းထဲမှာဘယ်လိုလုပ်ထားလဲဆိုတော့เนาะသူ OS ကเนาะဒါ Linux OS ပဲသုံးတာเนาะဘယ်လိုလုပ်လိုက်လဲဆိုတော့ဒီပို့4ပို့ကိုဒီပို့4ပို့နဲ့ wireless เนาะဟုတ်ကဲ့တော့ break လုပ်လိုက်တယ်เนาะဟုတ်လားဒါ break လုပ်လိုက်တယ် Linux မှာတော့ break လို့ခေါ်တယ်ကွာ Cisco မှာဆိုတော့အဲ့အကုန်လုံးဘယ်ပစ်ထည့်လဲ VLAN နဲ့ကိုပစ်ထည့်လိုက်တာ VLAN တစ်ခုကိုပစ်ထားတယ်တနည်းပြောရင်ဒီမှာတော့ break တစ်ခုကိုပစ်ထည့်လိုက်တာကဲကွာနာမည်ပေးလိုက်မယ် VLAN လို့ပဲနာမည်ပေးလိုက်ပါမယ်เนาะဟုတ်လား VLAN ကြောင့်အားလုံး family ရဖြစ်တယ်เนาะ VLAN လို့ပဲနာမည်ပေးလိုက်မယ် VLAN 1နဲ့ကိုပစ်ထည့်လိုက်တယ်VLAN 1နော် VLAN 1နဲ့ကိုပြထည့်လိုက်ဆရာနာမည်ပေးလို့ရလေဆရာပြီးရင်ဆရာမလက်တွေ့လုပ်တဲ့ခါကျရင်ဆရာ VLAN 1ဆိုရင်နာမည်ပေးပြ VR0 လို့မပေးတော့ဘယ်လိုပေးလိုက်မလဲ VLAN 1လို့နာမည်ပေးမယ်နော်ကိုကြိုက်တာပေးလို့ရတယ် Okay VLAN 1ပြထည့်လိုက်မယ်ပြီးရင်ဆရာတို့ကဒီမှာဆရာတို့ကဟောဒီကနေနော်ဒီနောက်ပို့လေးကနေပြီးတော့နော်ဆရာတို့ကြိုးထွက်မယ် Okay ဆရာ switch ထဲကိုသွားမယ်နော်ဒါဆရာတို့ပုံမှန်သုံးနေတဲ့ box glue switch ဖြစ်သွားတယ်နော်အဲ့ switch ထဲနေတာကွန်ပျူတာတွေထွက်ပြီဒါကွန်ပျူတာတွေရှိမယ်ပြီးပြီဆိုရင်ဒီမှာ wireless ရှိမယ် wireless တွေလည်းနေသူက AB mode ပဲလာမှာနော် AB client မလုပ်လို့မရဘူးသူ့ကြောင့်နော် AB mode ပဲလုပ်လို့ရတယ်ဒီလို router တွေကြောက်လေ AB mode ပဲသူကပေးလောက်တာနော်အော်ဒီမှာ AB mode ဒါဆိုရင်ဒီမှာဝင်ချိန်မယ်ဘာရှိမယ်ကွန်ပျူတာတွေရှိမယ် wireless ကွန်ပျူတာတွေပေါ့နော်ဝင်ချိန်ပြီဆိုရင်သူတို့အားလုံးရဲ့ default gateway ကဘာမှပေးရဆို VLAN 1မှာ IM ပေးထားလိမ့်မယ်ဥပမာ 192.168. ဆရာဒီမှာ 0.254 လို့ပေးလိုက်ရင်ဒီမှာရှိနေတဲ့ကွန်ပျူတာအားလုံးရဲ့ IP က 192.168.0h/24နော်ဒီနောက်ထဲမှာရှိနေတဲ့ကွန်ပျူတာအားလုံးရဲ့ default gateway က 192.168.0.254နော် DNS IP ထည့် 8.8.8.8.8.4.4 အားလုံးထည့်လိုက်ထည့်ပြီးဆိုရင်ဟောဒီ1ကတ်ကကြတော့ ISP ကချပေးတဲ့ IP ကိုထည့်ဟုတ်နော် ISP ကချပေးတဲ့ IP ဘယ်လိုသွားထည့်မှာလဲသူ့ထဲမှာဘာ service အဲ့ဒီဒီ access point နဲ့ဝင်ဖို့အတွက်နော်လားဒီ access point နဲ့ဝင်ကိုချဖို့အတွက် output unit ကဘာနဲ့ပြတာလဲ web interface နဲ့ထုတ်ပေးထားတယ်နော်လားအဲ့တော့သူ့မှာ default IP မပါဘူးလားပါတယ်နော်လားအဲ့ရနေလှမ်းပြီးတော့ဘာလုပ်ပေးမလဲဟောဒီ1ပို့မှာ IP ထက်ဥမာအဖြစ်တော့ 10.44.14.57 နော်အဲ့တော့ server type ပါတော့ဒါ ISP ကချပြီး select 30ပေါ့ကွာလာထည့်လိုက်ပေါ့ default gateway နော်ထည့်မယ် default gateway ထည့်ဒီထဲမှာဘာ run ပြီးသားလဲ NAD က run နေပြီးသားဆရာတို့တကူတကထည့်ပြီးတော့ run စရာမလိုတော့ဘယ်လို run လဲ NAD က NAD run ဖို့အတွက် network interface နှစ်ခုရှင်းရပြီလေဒါက 1 cat ဒါကဘာဖြစ်သွားလဲ LAN cat ဖြစ်သွားတယ်နော်ဟာလားဒီနှစ်ကတ်ကိုဘာလုပ်လဲ NAD run ထားတယ်အဲ့တော့ဒီမှာရှိနေတဲ့ private IP 192.168.0 network 0 IPG ကိုဘာ IP ပြောင်းသွားတယ်သူ့ရဲ့ 1 cat မှာပေးထားတဲ့ public IP ပုံစံပြောင်းပြီးတော့ဘယ်သူ့ပေါ်တက်သွားလဲ internet ပေါ်တက်သွားတာအဲ့တော့ဒီထဲမှာရှိတဲ့အားလုံး internet set ရသွားတယ်ဒီပုံစံလောက်ထားတာနေနာမည်နော်ဒီထဲမှာပါ device တွေဒီအတိုင်းပဲလောက်ထားတာပါနော်အဲ့ဒါကြောင့်မို့ဆရာတို့ကအရှိမနော်ဆရာ wireless access point လုပ်ရင်ဆရာ left နှစ်ခုလုပ်မယ်တစ်ခုကတော့ access point လောက်တာစပြမယ်နံပါတ် left 2ကကြတော့ NAD runner နဲ့သွားမယ်နော်ဒီပုံစံမျိုးပေါ့နော်ဒီလို access point မျိုးဖြစ်အောင်ဆရာလုပ်ပြမှာဟုတ်ပြီအဲ့တော့ဆရာတို့ကအပြင်မှာလုပ်မယ်ဆိုရင်ဆရာတို့နော်ဟာလားတကယ် hardware device ကိုကနေစမ်းကြည့်ရဆိုနော်ဒီလို device တွေလုပ်လိုက်မယ်နော်Raspberry Pi နော်ဟာလားပြီးတော့နောက်ပြီးတော့ဆရာတို့ဟို wireless adapter ကတ်ကြီးမသုံးညင်ဆိုရင်တော့ ADMS နော် nano adapter လေးသုံးလိုက်ရတယ်ဒီမှာသုံးတာ ADMS ကိုသုံးတာနော်အဲ့လိုမှမဟုတ်လဲဆရာတို့ TP-Link သုံးလိုက်ရတယ်နော် TP-Link နော်ဟာ adapter လေးရှိဈေးသက်တာတော့နော် TP-Link နော်ဒီကောင်လည်းဈေးတက်တာပါဒါအဲ့လောက်မရှိပါဘူးနော်ဒီမှာ antenna တက်ပေးထားတယ် okay နော်လိုအပ်မဲ့ survey ကတော့ဆရာတို့ TFTP ဒါမှမဟုတ် FTP survey နော်ဘာကြောင့်လဲဆိုလို့ရှိရင်ဆရာတို့ကသူ့ device တွေကိုလိုချင်တဲ့ package တွေပါပဲလေလှမ်းပြီးတော့ထည့်ရမှာနော် FTP နဲ့ဆရာတို့ FTP နဲ့လှမ်းထည့်မယ်နော်ဆရာ FTP သုံးမယ်နော် DACP ဒါလည်း option တွေနော်ဒီကမရှိမဖြစ်လိုအပ်မှာတော့ Raspberry Pi နော် Raspberry Pi နဲ့မှာသူ့ထဲမှာဘာပါပြီးသားလဲဆိုတော့သူ့ရဲ့ဘုတ်ပေါ်မှာ CPU ပါမယ် RAM ပါမယ် flash ပါမယ်
နော် flash ကတော့သူက flash နဲ့မလာတော့ဘာနဲ့လာမှာလဲ SD card နဲ့လာတယ်နော် OS ကတည်းက SD card ထဲမှာ install လုပ်โอเคအဲ့ဆရာတို့က wireless access point လုပ်လို့ဆရာ left နှစ်ခုဆရာဖန်တီးမှာဖြစ်ပါတယ်နံပါတ်1 left ကတော့ဆရာတို့ DHCP server နဲ့နော်ဟာလား wireless နော်နော်ဟာလားဆရာတို့ wireless access point ပေါ့နော်ဆရာ access point တိဆောက်ပြမှာဟုတ်နော်ဟာလားပုံမှန် AP client mode ကအထွေထွေပြောကြမှာနော်ဟာလားကွန်ပျူတာတွေက AP client mode မှာ default ဖြစ်ပြီးသားပဲလေဘာလို့လဲမလဲကောက် AP mode ဖြစ်ထားတဲ့ကောင်ဘာလို့လိုက်မလဲတန်းပြီးတော့ဝင်ချိတ်လိုက်အောင်ဘာမှဆိုခဲရခဲစေမရှိနော် AP client mode ကနော်အခုဆရာတို့ဘာကိုလုပ်မှာလဲ AP mode ကိုလုပ်ပြမှာနော်ဟာလား okay AP mode လုပ်မယ်နော် AP mode ကို lab 1က DHCP နဲ့လုပ်မယ် lab 2ကကျတော့ NAD နဲ့ခုနဒီလို device မျိုးဖြစ်အောင်လုပ်ပါဟုတ်နော်ကဲလို့ဆိုရင်စလိုက်ရအောင်နော်ဆိုတော့လက်တွေ့စကြမယ်အဲ့ဆိုရင်ဆရာ diagram ဆွဲပြီးမယ်နော်ဆရာခုချိန်မဲ့ diagram တစ်ခါဆွဲမယ်ဆရာလုံးမဲ့ access point ဖြစ်ပါတယ်ဆရာတို့လုံးမဲ့ access point မှာ wireless network ကပါပြီးသားနော် wireless ကရဲ့နာမည်လေးကWLAN 0နော် wireless network ရဲ့ now interface ကနာမည်ကပါပြီးသားဆို WLAN 0နော် WLAN 0နော် Linux မှာဒီနာမည်ပဲသုံးလို့နော် WLAN 0နော်ပြီးတော့ဆက်မှာ wire network ကတကက်ပါတယ်နော်နော်လားအဲ့ဒါကြောင့် EDA 0လို့ဒီနော် EDA 0 WLAN အသေးနော် Linux ကအကြီးကြီးပြဿနာရှိနော် WLAN 0နော်အဲ့ဆရာတော့ wire network ပို့ပါမယ်နော်ဒီမှာအဲ့ခုဆရာဘာလုပ်ထားလဲဆိုတော့သူ့မှာ IP ရှိရနော်ဒီ wire ပို့မှာ IP ရှိရနော်ဆရာရဲ့နော်ဟာဆရာလှမ်းချိတ်မဲ့ကွန်ပျူတာရှိပါတယ်ဒါကွန်ပျူတာသူက AP မဖြစ်သေးဘူးနော် AP လောက်မှာနော်သူဆရာကွန်ပျူတာရှိတယ်ဒီမှာဆရာတို့ဘာ service ရှိလဲဆိုတော့ဆရာတို့က SSH service run နေတယ်နော်ဒီကွန်ပျူတာမှာနော်ဘာ service ရှိမလဲ SSH secure share နော် SSH ဘာနော်ဟာလားနော်ဒါတွေကတော့သိမှရမယ်အကယ်မသိဘူးဆိုလို့ရှိရင်တော့ဆရာတို့နော်ဟာလားဘာတွေတွတ်တက်မှရမယ်ဆိုတော့ဆရာတို့စီမှာ Linux တက်မှရမယ်နော်တကယ်တော့ SSH ကဒါဆရာတို့non engineering ပြီးရဆိုရင်အခြေခံပြီးသားဆိုရင် SSH လောက်ကဒါသိနေကြတယ်နော်ဟုတ်လားnon engineering တက်လဲရနော်ဘာကြောင့်လဲဆိုတော့ non engineering လို့ပြောရမယ်ဆရာ non engineering တန်းကနော်လား scope တွေကမတူဘူးအပြင်မှာလည်း non engineering ရှိတယ်ဒါပေမဲ့ level တွေကမတူဘူးနော်သင်နေတဲ့ scope တွေကနော်ဆရာ non engineering တန်းမှာသင်တဲ့ movie တစ်ခုဖွင့်ပြမယ်နော်ချက်တော့နားထောင်ကြည့်လိုက်နော်ဒီကကြတော့ဆရာတို့ဒီမှာမသင်တော့ဘူးနော်အားကြောင့်နော်ဒီမှာတစ်ခါတန်း runner နော်ဆရာ SSH တန်းပြီးတော့ runner နော်ဆရာ device မှာဟုတ်ပြီဒီမှာ SSH server runner လဲပြီးရင်ဆရာတို့ဆရာရဲ့ကွန်ပျူတာထဲမှာ FileZilla software ရှိမယ်နော်ဒါ FTP client ဖြစ်ပါတယ်နော်ဒီ FileZilla ဒါဆိုရင်ဆရာဒီမှာဘာထိုင်တာဆို SFTP လို့ခေါ်တယ် Secure FTP service ရှိရနော် SFTP နော် Secure FTP service ရှိရနော်ဒီထဲမှာနော်ဒီ set ထဲမှာနော် Secure FTP service ရှိပါတယ်ဆရာလိုချင်တဲ့ package တွေကဒီမှာဒီကွန်ပျူတာထဲကနေဆရာ hosted package hosted package တွေပေါ့နော်ဟာလား hosted APD လို့ခေါ်တယ် hosted package ရယ်နောက်ပြီးဆိုတော့ DHCP package တို့ပါတော့နော်လှမ်းပြီးတော့လဲ upload လုပ်ဖို့အတွက်ဆရာဒီမှာ run ထားတာနော်သူ့မှာပေးထားတဲ့ IP ကဘယ်လောက်ပေးထားလဲဆိုတော့ 10.44.14.59 နော်ဒီကောင်း IP နော်ဒီ site IP က 10.44.40 ဘယ်လောက်လဲ59နော်59ပေးထားပါနော် okay ဆရာရဲ့ဒီကွန်ပျူတာလေးက 10.44.14.60 လို့ဆရာပေးတာနော်60နော်ဒါဆိုရင်ဆရာရဲ့ကွန်ပျူတာနဲ့သူနဲ့တော့ဘာဖြစ်လဲမိနေပြီနောက်မိနေဖြစ်လို့သူ့မှာပေးထားတဲ့ SSH service ကိုဆရာစီမှာရှိနေတဲ့ SSH client နဲ့လှမ်းသုံးလို့ရပြီ SSH client ကဆရာဘာလို့လဲဆိုတော့ Putty နဲ့လှမ်းသုံးတယ်နော် Putty ပေါ့နော်ဆရာ Putty ကိုသုံးပြီးလှမ်းသုံးပါအဲ့တော့ဒါဆိုရင်စလိုက်အောင်နော်ဒီကောင်ဆို AP လောက်မယ်သူ access point ဖြစ်ပြီးဆိုတာနဲ့ဒီကြိုးကြီးရမလို့တော့လေနော်ဒီကြိုးကြီးချိတ်ထားကြမလို့တော့ဘူးပေါ့နော်လောဆယ် access point မဖြစ်ခင်မှာလောက်ရမယ်သူ access point ဖြစ်ဒီကြိုးကြီးတက်စရာမလိုတော့ဘူးပြီးရင်ဆရာဘာလုပ်မလဲဆိုရင်ဒီမှာကွန်ပျူတာရှိမယ်ကွန်ပျူတာတွေကဘာ mode တွေနဲ့လာမှာလဲ AP client mode တွေပေါ့နော်ဟာလား AP mode AP client mode manage mode တွေပေါ့နော်ဒီလိုဝင်ချိတ်ကြမယ်နော်ဒီကွန်ပျူတာဝင်ချိတ်မယ်နော်အားလုံးဝင်ချိတ်ကြမယ်နော်နော်အားလုံးဝင်ချိတ်ကြနော်ဒါဆရာတို့ကပြီးရင်ဆရာတို့ဒီကွန်ပျူတာတွေကနော်ဒီကနေပေးမယ် SSI နာမည်ကဘာပေးလိုက်မလဲဆိုတော့ဆရာတို့ my hotspot လို့ပေးလိုက်နော် my hotspot နော် okay my hotspot ဆိုတဲ့နာမည်ပေးလိုက်မယ်ဘာနာမည်လဲဆိုတော့ဒါ SSI နာမည်နော်ဟာဒါဆိုရင် my hotspot လေးကိုသူလည်းမြင်မယ်နောက်ပြီးရင်ဆရာဖုန်းတစ်လုံးထားလိုက်နော် okay ဖုန်းလည်းဝင်ချိန်မယ်နော်ဒါဖုန်းနော်ဒါဆိုရင်ဒီကောင်နေဒါဆိုလို့ရှိရင်သူတို့တွေဒီတခုနော်ဟာဒီ wireless medium ကိုနော်ဒီ access point အားလုံးဝင်ချိန်ပြီးသွားပြီဆိုလို့ရှိရင်နော်ဆရာတို့
physical ရပြည့်ပြည့်စုံသွားလေဥမာအနေနဲ့ပြောမယ်ဆိုဒါ switch ရှိမယ်ဒါကကွန်ပျူတာရှိမယ်ဒီမှာလည်းကွန်ပျူတာရှိမယ်နောက်ကပ်ပါမယ်သူ့မှာလည်းပါရှိတယ်နောက်ကပ်ပါမယ်ဟုတ်နော်လာကွန်ပျူတာတွေသူ့မှာလည်းနောက်ကပ်ပါမယ်ဒီတိုင်းဆိုဘယ်မိအောင်မှာလဲဘာလို့ပေးရမှာလဲကြိုးတက်ပေးရမယ်ဟုတ်တယ်မလားဟိုမှာကျတော့ဘာနဲ့ connection ယူရတာ wireless နဲ့ link ယူရတယ်ဒီမှာဘာနဲ့ယူရမှာလဲကြိုး cable နဲ့ link ယူရမယ်ကဲဟုတ်ပြီကြိုးတော့တက်လိုက်ပြီနောက်မိပြီလားမမိသေးဘူးဘာလို့ပေးရအောင်လဲ IP ပေးရမယ်ကဲ10001ဟာလားเนาะအဲ့လိုပဲအဲ့ဒီသဘောတရားအတိုင်းပဲသူတို့လည်းဘာလို့ပေးရမလဲ IP တွေပေးရမယ်เนาะတစ်လုံးက10001နောက်တစ်လုံးက10002 10003 10004ဆိုပြီးပေးလိုက်မယ်ဒါဆိုဒီခုနလေးလုံးတော့ပြီးသွားပြီရမယ်เนาะโอเคသူ့ဘာထပ်ပြီးမိချင်တယ်ဆိုသူ့ဘာလို့ပေးရမှာလဲ IP ပေးသူ့ဘယ်လောက်ပေးရမှာ10005ပေါ့โอเคရမလားအဲ့ဒါဆိုရင်ဒီ lab ကိုဆက်ချက်ကြအောင်เนาะအခုအဲ့ပုံစံတိုင်းပဲချက်သွားပါမယ်ဒါဆိုရင်ဆရာပူတီဖွင့်မယ်เนาะအခုဆိုဆရာပူတီเนาะပူတီစနေစဝင်ကြအောင်เนาะတန်းတော့ 44.14.59 နောက်မိမိပြင်ပြလိုက်เนาะပြင်ဆိုတော့တန်းတော့ 44.14.59โอเคဒီဆို IW config ကြည့်ရအောင်เนาะ IF config ကြည့်မယ်ဆိုတော့ server ဒီမှာ chassis မှာ ETA0 တကယ်ရှိမယ် WLAN0 တကယ်ရှိမယ်เนาะဟုတ်เนาะ server ubiquity တွေကိုလည်းဟိုတည်းကဆရာဝင်ပြပြီးသွားပြီเนาะပြင်ဆောင် IW config ကြည့်ရအောင်เนาะလက်ရှိသူဒီဘာမှမရှိနေလေ manage mode ဟုတ်เนาะ manage mode မှာပဲသူရှိတယ်เนาะထောက်ပံ့တာတော့သူဒီ A လည်းထောက်ပံ့တယ် B လည်းထောက်ပံ့တယ် G လည်းထောက်ပံ့တယ် N လည်းထောက်ပံ့တယ် ABG เนาะဒါဆိုရင်ဆရာဟာဘာလဲဆိုကြူတယ်ဘန်းเนาะဒီ WLAN0 ကတ်ဒီဘာဘန်းလဲကြူတယ်ဘန်းเนาะဟာကြူတယ်ဘန်းဘာကြောင့် A ပါလို့ A က 5 GHz လေ BG က 2.4 M မှာကျတော့5 GHz ရှိတယ် 2.4 လည်းရှိတယ်A ပါနေတဲ့ခါကျတော့ကြူတယ်ဘန်းဖြစ်သွားတယ်เนาะဒီကောင်ကြူတယ်ဘန်းကိုထောက်ပံ့တယ်ဒါဆိုဆရာတို့ IW list ကြည့်အောင်เนาะဆရာတို့เนาะ IW list scanning WLAN0 scanning နဲ့ကြည့်လိုက်เนาะ AP client အနေနဲ့ဆိုတော့ wireless scanning လုပ်လိုက်เนาะမြင်ရပါတယ်เนาะ IW list WLAN0 scanning နဲ့ကြည့်လိုက်เนาะနားခေါက်လိုက်မယ်ဒါဆိုရင်ဆရာတို့ဘာမြင်ရမလဲဆို master mode တွေဆရာတို့မြင်ရမယ်စိတ်ကြည့်အောင်เนาะစိတ်ခုဆရာတို့ IW နာ IW list WLAN0 scanning နဲ့ကြည့်လိုက်ပြီဆရာတို့ကြည့်လိုက်တော့ 1001 တစ်ခုတွေ့တယ်เนาะ1001တနည်းပြောရင် access point mode လောက်ထားတဲ့သူဟုတ်ပြီเนาะ1001เนาะအဲ့ဒီ access point MAC address ကဘယ်လောက်လဲ0818เนาะတစ်ခုပေါ့သူဒီ channel ဘယ်လောက်နဲ့လာနေလဲ1သူလဲဆိုကြည့်လိုက်တယ် ABC free wifi ဟုတ်ပြီเนาะသူရဲ့ access ဆိုင်နေเนาะ okay ဘယ်လောက်လဲ ABC 1သူနဲ့ဆရာနဲ့ကြားမှာ signal level ဘယ်လောက်ရတာလဲ-67 decibel milliwatt ရှိတယ်เนาะ-67ချိန်မယ်ဆိုတာချိန်လို့ရတယ်เนาะဒီကเนาะ mode ကဘာမှမရှိနေတာသူက master mode ဒါဆို AB mode ပေါ့နောက်တစ်ခု1002သူ channel ဘယ်လောက်မှရှိလဲ4เนาะဟာလား channel 4 channel 4ဆို 2.427 ပေါ့ဒါသူ့ရဲ့ center frequency เนาะ 2.427 ဒီဒါ center frequency เนาะโอเคပါတယ်လေအဲ့ဒါ LA internet เนาะဒါဆရာ SSI ဖြစ်သွားပြီเนาะโอเคဆရာရဲ့ SSI ဖြစ်သွားပြီဆရာရနေတဲ့ signal တွေဘယ်လောက်လဲ-65 1003เนาะသူလက် channel 7เนาะ 2.462 ရှိတယ်เนาะโอเค signal level လောက်ရတယ်encryption key တွေဝင်လာတယ်เนาะဒီမှာ SSI နဲ့ ADW เนาะဒီပါမယ်โอเคရမှာเนาะโอเคဒါဆက် scan စစ်လိုက်လို့မြင်ရတဲ့ဟာတွေအခုဆရာအခုဘာလုပ်တော့မှာလဲကို AP လုပ်မှာဆရာဒီမှာ IMI config နဲ့ခေါ်လိုက်ရင်ဆရာ management မဖြစ်ရတော့ဘာမှဖြစ်နေရတော့မှာလဲ master mode ဖြစ်သွားတော့เนาะဆရာရဲ့ transmit power တော့ဘယ်လောက်ပဲရှိတယ်16 dBm ပဲရှိတယ်เนาะဆရာရဲ့ antenna မှာ sorry ဟိုဟာ transmit power เนาะ wireless network မှာရှိရဲ့ transmit power 16 dBmเนาะ antenna gain ကတော့ရှိမှာပေါ့5 dB လောက်တော့ရှိလိမ့်မယ်เนาะတကယ်တော့ laptop เนาะ laptop လို့ပြောเนาะဒီ laptop လို့ပြမှာဟုတ်ပြီเนาะဒီမှာ laptop လေးเนาะဒါလေးလုပ်ပြမှာခုန Raspberry Pi ဝယ်เนาะလုပ်ချင်ဟုတ်ပြီเนาะဝယ်လိုက်ရင်ဘယ်တော့မှမရှိပါဘူးเนาะဟာလားဆရာမဝင်သားလို့ပါเนาะဝယ်လိုက်ရင်ရတယ်เนาะလွယ်လွယ်လေးအားလောက်ရတာဟုတ်ပြီဒီဆိုရင်အဲ့တော့သူ့တဲ့ကိုဆရာတို့ကเนาะ series space root out က ODR ကိုသွားလိုက်မယ်เนาะဆရာဒီမှာဆရာ folder တစ်ခုဆောက်လိုက်မယ်
နော် my 0 my data ပေါ့နော်နာမည်ပေးလိုက်နော်အဲ့ folder တွေကိုဆရာလှမ်းပြီးတော့ဆရာခုနက package တွေလှမ်းထည့်မယ်နော် package တွေကတော့ဒီမှာရှိပါတယ်အဲ့တော့ IP က0 10.44.14.59 နော် user name က root password က yng900 SSFTP service က22မှာပဲရနော်ဒီကိုနဲ့လုပ်လိုက်တော့ခဏစောင့်ပါနော် Okay ဒါဆိုရင်ဆရာတို့ဒါနော်ဒါနှစ်ဖက်မြင်နေရတယ်နော် Okay အဲ့တော့ဆရာတို့ဒါဆရာတို့ root out ကဘယ်အောင်မှာတထားမှာလဲ OBD အောက်မှာနော်ကြိုက်တဲ့လမ်းကြောင်းအောက်မှာထားလို့ရနော်ဒါ root out က OBD အောက်မှာဆက်တထားမှာနော် my data ဆိုတဲ့ဒီ folder အောက်ကိုဆရာပစ်ထည့်မှာနော်တော့ file က DHCP တူလို့မယ်ပြီး hosted APD လို့မယ်ဒီကောင်လို့မယ်ဒီနှစ်တော့ရပါ right click ခေါက်မယ် upload လိုက်နော်ပြီးရောက်လာပါလေနော်ဒီနေရာနော် Okay ရပြီနော်ရပြီဆိုလို့ရှိရင်ဆရာတို့တွေခုနပူတီကိုပြန်ဖွင့်မယ်စီဆွေးမိုင်းနေတာတွေကိုတွားမယ် LS နဲ့ကြည့်အောင်နော် Okay ရပြီနော် package တွေရောက်လာပြီဆရာတို့ကဒါ DB ဆိုတော့ DBN package တွေနော်နော်ဒါ DBN package တွေကြတော့ DPKG နဲ့ install တယ်နော် DPKG နော်ဒါ -i က install -r က remove လုပ်တာနော် -i ဘယ်သူကိုစထည့်မလဲဆိုဆရာတို့က live nl dash နော်လား gnl နော် Okay ဒီ package ကို install ဆောက်လိုက်နော်အနာခေါက်မယ်အဲ့ဒါပြီးရင် sorry ကနောက်တစ်ခုကတော့ netfilter နော်သုံးခုရှိမယ်နော် netfilter ကို install လုပ်မယ်ပြီးလို့ရှိရင်နောက်တစ်ခုကကြတော့ libnl libnl dash 3အနာခေါက်နော် Okay ဒါဆိုရင်ဆရာတို့နော်ဟာနော်ဒီ lib package နော်သုံးခု install လုပ်ပြီးပါပြီပြီးရင်ဆရာတို့ hosted AP သူကတော့ access file လောက်မှာဆိုတော့ तू ကထည့်ရအောင်နော် access file လောက်တာ तू နဲ့လောက်အောင်ပါဒါပေမဲ့သူ့အတွက်ထောက်ပံ့ပေးတဲ့ module ကဒီသုံးခုပါမှရမယ်အဲ့ဒါကြောင့်မို့ဆိုတော့ဒီသုံးခုကိုရင်ထည့်လိုက်တာနော်ဟာနော်ဒီသုံးခုမပါဘဲနဲ့ဆရာတို့ hosted AP စောက်လို့မရအောင်နော်ဒါသူ့ကိုထောက်ပံ့ပေးတဲ့နော်ဟာဆရာတို့ package တွေကိုနော်โอเคတော့ဒါဆိုရင်ဆရာတို့ hosted AP package ကို install ထည့်လိုက်မှာနော်ဒါဆိုရင် dpkg space -i hosted apd အနာခေါက်မယ်ပြီးရင်ဆရာတို့ DHCP server လည်းတစ်ခါရေးထိုင်မှာနော် IP ကို DHCP နဲ့ချပေးမယ်အဲ့တော့ဘာလို့သေးလဲ DHCP package လို့ပဲเนาะဆရာတို့ Microsoft မှာတော့ DHCP server ထိုင်ရင်တော့ဆရာတို့က GUI နေသွားတာပေါ့ Linux ကတော့ဘယ်ကနေပဲသွားမှာ command line နေပဲသွားမှာเนาะဒါတော့ DHCP server ဒီမှာထိုင်မှုအတွက်เนาะ DHCP server အဲ့တော့ ISA DHCP server ကို install လုပ်မယ် dpkg-i isc-dhcp တို့ install လုပ်ပြီးတော့မှ DHCP 3 server ကို install ထပ်လုပ်မှာเนาะdpkg-i နော်လား DHCP 3နော်ဟုတ်လားကဲဒီဆိုရင်ဆရာတို့ DHCP လည်းနော်လုံးမယ်ဆိုဆရာတို့လုပ်လို့ရရင်ဒါမျိုးဖြစ်သွားပါပြီ CRT ကဲကောင်းပြီလို့ဆိုရင်ဆရာတို့ package တွေအားလုံး install လုပ်ပြီးပါပြီဖြစ်လို့နော်ဟုတ်လားဆရာတို့လုပ်ထား package တွေ install လုပ်ပြီးပါပြီဖြစ်လို့နော်ဆရာတို့ကဒီမှာ dpkg -l နဲ့ကြည့်လို့ရနော် -l နဲ့ဆိုရင်ကိုယ်စက်ထဲမှာ install လုပ်ထား package တွေအများကြီးပဲနော်အဲ့ထဲမှာ pipe graph နော်ဆရာတို့တွေကအခုမှ DHCP 3ပေါ့အနာခေါက်ကြည့်လိုက်နော်ဒါဆိုရင်ဆရာတို့ထဲမှာပါရှိနေပြီလေ DHCP 3 package install လုပ်ထားပြီးပါပြီเนาะဒါ Linux command လေးဖြစ်တော့ Linux နားလည်တော့အရင်အဆင်ပြေเนาะဟုတ်လားကောင်းပြီကဲဒီလိုဆိုရင်ဆရာတို့ hosted AP ထိုင်တော့မယ်ပေါ့เนาะ hosted AP ပဲလုပ်တော့ IW config နဲ့ကြည့်ရအောင်เนาะလက်ရှိကဘာမဟုတ်လဲ management hosted AP လုပ်မယ်ဆိုတော့ HOST APD command သုံးလို့ရနေပြီဒီမှာ data hand နဲ့ဆရာတို့ကြည့်လို့ရတယ်ဟုတ်เนาะဒါ hosted APD ဆရာတို့သုံးလို့ရပြီเนาะဒီ command ပါနေပြီအဲ့တော့ဆရာတို့ကဒီလိုဆိုရင်ဆရာတို့ကဘာစောင့်မလဲဆိုတော့ဒီမှာ file တစ် file စောင့်ရမယ်เนาะ file စောင့်မယ်အဲ့တော့ဆရာတို့က cdspace.obd အောက်မှာဆရာက dash my file ဒါမှမဟုတ်ရှင်လည်းဆရာတို့က hotspot ပေါ့ hotspot เนาะ hotspot.confine เนาะဒီ file လေးစောင့်လိုက်ပြီးဆရာတို့အဲ့ file မှာ nano hotspot.conf မှာဝင်ပြင်မယ်เนาะဘာပေးမလဲဆိုတော့ဆရာတို့က SSID ပေးမယ်เนาะ SSID ကဆရာတို့က LA hotspot ဟုတ်เนาะပြီးဆရာတို့ကဘာရှိမလဲဆိုရင်ဆရာတို့တွေ channel
နော်ဟလာ0နော်ဟလာ channel ပေါ့ channel ကဘယ်လောက်ထားလိုက်မလဲဆိုနော် wallet channel က0 1 to 11 ထိရှိလိမ့်မယ်နော် channel ကလေ channel 1 to 11 channel တွေဘာကြောင့်1 to 11 ထိရှိလဲဆိုတာ0ကခုန0အရှိမ space pattern technology တင်ဆက်ခါအဲ့မှာရှင်းပြမယ်နော်ဘာကြောင့်လဲအဲ့ရောက်တော့မှသိမှာနော်ဟလာ0 space pattern တင်ရတာရင် FASS တို့နော် frequency open space pattern direct sequence space pattern အဲ့ direct sequence space pattern မှာ0တော့တွေ့မှာနော် channel 1 to ဘယ်လောက်ကနေလဲဆိုရင်11ထိယူရတယ်နော်အမှ0တွေ့ရတယ်ခုန0 IW list scanning နဲ့တွေ့လိုက်တဲ့ခါမှာ frequency တွေ့ရမှာလား channel 1ဆိုရင်ဘယ်လောက်နော် channel 2ဆိုဘယ်လောက်အဲ့ဒါ0 center frequency ပြတာသူ center ဆိုအလဲပိုတက်တဲ့မှာရှိတဲ့ကောနော်အဲ့ frequency ကိုသူယူပြီးပြတာနော်လားသူက22 MHz ချတာဟုတ်22 MHz ဆိုတော့ဒီ center ဆိုတော့က11ပေါ့နော်အဲ့11နှစ်ခု11စုံနေတဲ့ကြားမှာရှိရပါလေ frequency ရဲ့ပမာဏကိုပြတာနော်ဒီမှာ 2.412 ဆိုရင်ဒီဘက်ကိုရောလိုက်ပြီဘယ်လောက်ရှိမှာလဲနော်လားဘယ်လောက်ရောမလဲဆိုတော့ဟို22 MHz ဆိုတော့11 MHz ရှိတယ်ဒီဘက်ချမ်းကြတော့ဘာလို့လဲ11 MHz ပေါ့နော်ဟာလား okay ဒါဆိုရင်channel ရဒီမှာဆိုတော့1611ဟာဆိုတော့เนาะဟာတော့ဟိုဆိုတော့တွေ့ရမှာ express spectrum မှာ non overlapping ဆိုပြီးဆိုတွေ့လိမ့်မယ်เนาะဟို non overlapping ဆိုတာအဲ့ဒီ1611လုံးဝမထပ်ဘူးလို့သူပြောတာမထပ်ဘူးဆိုရင်ဒီနေရာမှာတရားရောက်က1နဲ့လောက်ထားရဆိုရင်ဆရာလည်းဒီမှာ1လောက်မယ်ဆိုဘာဖြစ်မှာပဲလဲ overlapping ကဖြစ်မှာပဲကို့အနီးနားတစ်ဝိုက်ကြီးမှာလေဒီလိုတော့ဖြစ်လို့ပဲရမှာလေเนาะဟာလားကို့အနီးနားတစ်ဝိုက်မှာအဲ့တော့ဘာလို့ရလဲဆိုတော့ဆိုတော့ spectrum analyzer နဲ့ကြည့်ရတယ်เนาะ spectrum analyzer နဲ့ကြည့်ရတယ်နော်ကိုနဲ့ overlapping ဖြစ်မှာလားမဖြစ်နိုင်ဘူးလားနော်ဟာလားဖြစ်တဲ့အခါမှာ overlapping ထပ်တာပြဿနာမရှိဘူးဆိုတော့အဓိကဘာမတူဘူးလေရေးကြည့်တာ frequency ဆိုတော့ channel မတူဘူးရေးကြည့်တာဒါလည်းထပ်နေတာပဲဒီမှာ center frequency ပြတယ်ဒါ channel 1နော်ဒီမှာ channel 1သူ့ရဲ့ center frequency ဒီဘက်မှာဆိုတော့ခုနပြောတဲ့11 MHz ရှိတယ်ဒီဘက်မှာလည်း11 MHz ရှိတယ်ဒီမှာထပ်ယူရပြန်တော့ဒီမှာလေသူ့ရဲ့ center frequency ဒါကြောင့်သူကဘာနဲ့ပေါင်းလဲဆိုတော့4နဲ့8နဲ့ပေါင်းလိုက်တာနော်သူကနှစ်ခုပေါင်းလိုက်ကောင်နော် channel ဒါပေမဲ့သူ့ရဲ့ channel တစ်ခု channel 4ရှိမယ် channel 4ရဲ့ center frequency လည်းသူယူထားတယ်နောက်ဘယ်လောက်လဲ channel 8เนาะအဲ့လည်းယူတာဒါ TP link ရတော့ဒါเนาะသူ style နှစ်မျိုးတောင်သုံးတာเนาะနောက်တစ်ခုကကြတော့0ကเนาะအဲ့လား0ဒီမှာ ABC free wifi channel 1 channel 6စစ်ပေးလိုက်เนาะ channel 6ဒီမှာ channel 6ဆိုရင်ဒီကောင်ကဘယ်နားမှာရှိနေလဲเนาะဒီကောင် channel 6 Huawei technology เนาะဒါဆို channel 7ပေးလိုက်ရเนาะဟုတ်နော်ဒီလိုစစ်လိုက်မယ် channel 7မရှိဘူး channel 7ပေးလိုက်မယ်နော် okay တော့ 7ဒီမှာ channel 7ပေးလိုက်မယ် channel 7ပေးမယ်နော် driver ဆိုတော့ NL 80211နော်ဆိုတော့ဟိုဆိုရဲ့ဒါဆိုတော့ wireless နော်ကဲ driver နော် module ကိုဆိုတော့ driver module နာမည်ဒီမှာထည့်ပေးရနော် NL 80211ပုံသေးပါပဲနော်ဒါကတော့ပုံသေးပါပဲနော် NL 802.11ဆိုတာ 802.11 လေဆရာတို့သုံးတဲ့ wireless technology နော် Wi-Fi တော့ပြောတာပြီးဆရာတို့က HW_mode Huawei mode ကဆရာတို့ဘာသုံးလဲဆိုတော့ G ကိုပဲသုံးလိုက်မယ်နော်ဆရာ A လည်းရတယ် B လည်းထောက်ပံ့တယ် G နော် N ဂျူလည်းပဲဆရာဘာသုံးလဲ G ပဲဒီမှာသုံးမယ်နော် G ပေါ့နော် okay ဒါဆို 802.11 G နော်သုံးလိုက်တာ Huawei mode ပြီးဆရာတို့က WPA ကဆရာတို့က version 1ရှိတယ် version 2ရှိတယ်နော် security ပေါ့နော်okay နော်ဒီမှာ1ပဲသုံးလိုက်ပါတော့ WPA underscore နော်ဟာ PASS PHRAS နော်သူရဲ့ key ရကြတော့ဘာဖြစ်လဲဆိုတော့ password ထည့်လိုက်မယ်ဒါဆက်တင်ထဲမှာသုံးတဲ့ password နော်3 4 5 6နော်ဘာကျအောင်လဲဆိုတော့ဆရာတို့ကနော်ဆရာတို့ okay interface ကျန်သေးတယ်နော် interface ဒီရတဲ့အစင်မကြလဲရရနော်ကြိုက်လို့ရေးလို့ရနော် interface interface ကတော့ဒီမှာ WLAN 0ပဲထည့်လိုက်တော့နော် wireless now ကလေ WLAN 0เนาะဒီ interface ကအဲ့တော့ access point ဖြစ်သွားပြီဆိုရင်เนาะဟာလားဆရာဝင်ချိန်ပြမှာကဒီဖုန်းနဲ့ဒီကွန်ပျူတာနဲ့ဟုတ်ပြီเนาะဒီဖုန်းကလည်းအဲ့ဒီ access point လှမ်းပြီးချိန်မယ်ဒီကွန်ပျူတာကလည်းဒီ access point လှမ်းပြီးတော့ဆရာချိန်မယ်မြင်လားမသိเนาะပြီးရင်ဆရာဒီဖုန်းနဲ့သူနဲ့ကိုနောက်မိဆရာပင်းပြမယ်ဟုတ်เนาะပင်းပြပြီးပြီးရင်ဆရာဖုန်းမှာ web server ထိုင်လိုက်မယ်ဟုတ်เนาะ web server ထိုင်ပြီးအဲ့ဖုန်းမှာရှိနေ web server ဒီကနေလှမ်းပြီးတော့သုံးပြမယ်မြင်လားမသိเนาะဆရာလုပ်ပြမယ်เนาะ okayပြီးရင်ဆရာဒီလိုမှမဟုတ်လဲဆရာတို့ဒီမှာဆရာတို့ VNC service run လိုက်မယ်လေ VNC service run ပြီးတော့နော်ဒီမှာ VNC service run လိုက်မယ် run ပြီးသွားရင်ဒီမှာ VNC client viewer ပေါ့နော် VNC server ဒီမှာ VNC viewer ပါလေ client နော်ဒီကနေလှမ်းပြီးတော့လည်းပါလေကွန်ပျူတာလှမ်းပြီးတော့လှမ်းထိန်းလို့ရတယ်သိရနော် VNC နော် okay အမေပြပေးမယ်ဒီဆိုရင်ကဲဟုတ်ပြီဒါဆိုရင်ဆရာတို့ကနော်ဘာလုပ်လိုက်ပြီလဲဆိုတော့ဒါ hotspot လုပ်နေနော် okay control O right out က control နော်ဟုတ်ပြီ
control O အနာခေါင်းမယ် control H okay အဲ့တော့ဆရာတို့ကဒါဆိုလို့ရှိရင် hotspot လောက်တော့မယ်ဆိုတော့နော် HOST APD ပြီးဆရာတို့က .4/hotspot.com ဆရာအနာခေါ်ရတော့နော်ဒါဆိုရင် LA hotspot ဆိုပြီးတော့ W0 မှာစပြီးတော့လုပ်နေပါပြီเนาะဒါ hotspot server เนาะဒီမှာ wireless ဖြစ်နေပါပြီ access point เนาะခဏစောင့်ပြီเนาะအော် IF config ဒါဆိုရင်เนาะသူလုံးမလို့သေးဆို W0 လေး app ပေးလိုက်မယ်မနော်ဆရာเนาะဒီမှာကြည့်เนาะဒါ mode က master mode ဖြစ်နေเนาะဒါတကယ်ဆိုရင်တော့ခဏနေတွေ့ရတော့မယ်မတွေ့သေးဘူးဖြစ်နေတာဘာဖြစ်လို့ပြောင်းနေပါလဲဆက် channel တစ်ချက်ပြန်ချိန်ကြည့်လိုက်မယ်နော် channel နဲ့ချိန်လိုက်နော်နော်အဲ့ဒါလေးလုပ်ကြည့်လိုက်မယ်ပေါ်ပြီလားဒီမှာတွေ့နေရပြီသူကတွေ့နေရဒါဆိုရင်ချက်ကြည့်ရအောင်နော်ဒါဆိုရင်ဆရာတို့ဒီမှာ LA hotspot ဆိုပြီးတော့တက်နေနော်ဒီနော် LA hotspot နော်ဒါနော် LA hotspot ကောင်းပြီဒီ LA hotspot လို့ဒီမှာပေါ်နေဖြစ်တဲ့ကြောင့်မို့ဆရာတို့ရအခုဆရာ DHCP ထိုင်လိုက်အောင်မယ်နော် IP ကလောဆယ်ချိန် IP ကမကြသေးဘူးနော် IP မကြဆိုဆရာဒီမှာလည်း manual ထဲမှာရမယ်ဒီမှာလည်း manual ထဲမှာဘာလို့ရမှာနော်မိလိုက်မယ်ကဲအဲ့ဒါဆို manual ပဲထည့်ပြအောင်နော်အရင်ဆုံး LA hotspot ဆရာဝင်ချိန်လိုက်ပြီ password ခံထားရနော် show advanced setting တော့ဒီမှာ static ထည့်လိုက်နော်ဖုန်းတော့မပြတော့နော်ဆရာတို့ computer မှာပဲပြပြီနော်ဟုတ်နော်ဒီမှာဆရာတို့ computer တစ်လုံးလှမ်းချိန်ပါနော်ဒီမှာမြင်နေရနော်နော်ဒီမှာ wireless နော်ကဲအဲ့ဒီကတ်မှာဆရာတို့က IP ဘယ်လောက်ပေးရမလဲဆိုရင်192.160ဒီမှာ1ပေးတာဆိုတော့ဒီမှာ2ပေးလိုက်မယ်နော်ဆရာတို့တွေနော်ဒါဆိုရင်ဆရာတို့မှာ IP ပေးလိုက်တော့နော်ဒါအောင် not connected ပြနေနော် okay ဆရာအထဲမှာလည်းကတ်တွေရမ်းများတယ်နော်အားကြောင့်နော်ဒီမှာနော် interface ကတော့ refresh မဖြစ်ဖြစ်နော် okay တော့ဒီမှာ IP ထည့်လိုက်မယ် 192.168.0.2 ပေါ့နော်ဖုန်းကဆရာ1ပေးခဲ့ရနော်ဒီမှာ2ပေါ့ဝေဒါဆိုဆရာတော့ no miss မယ်နော်ပြီး 192.168.0.1 နော်ဖုန်းကကြတော့ဖုန်းကနေပြန်ပေးမယ်နော်โอเคနော်ကဲဟုတ်ပြီမမီတမီလေးနဲ့ပဲဆက်သွားအောင်နော်โอเคမိတာပြီနော်ဟုတ်ပြီကြည့်ရမို့ဆရာတင်ဆက် laptop က wireless ကတစ်ခုဖြစ်တာနေလိမ့်မယ်နော်ချက်ကြည့်လိုက်မယ်နော်အဲ့တော့ဆရာတို့ပြန်ပင်းကြည့်အောင်နော်ပင်းကြည့်မယ်ပင်းမယ်ဆိုတော့ဆရာဖုန်းကနေလှမ်းပင်းလိုက်မယ်နော်ပင်းဒီမှာ IP ဘယ်လောက်ပေးရလဲဆိုတော့ဆရာတို့172တော့ဖြစ်သွားပြီနော်ဆရာပြန်ပြောင်းလာရနော်172.10.0 ပေါ့နော်ဖုန်းကနေဖုန်းက 172.10.02 ပေါ့နော်โอเคဆရာတို့ပင်းလုံးမိပြီဆိုလို့ရှိရင်โอเคနော်ဖုန်းကနေတော့ကောင်းနေဟာနော်ဖုန်းကနေတောက်လျှောက်တွေ့ရနော် reply နော်မြင်လားနော်ဖုန်းကနေတော့ reply တောက်လျှောက်နော်โอเค computer backup ဖြစ်တာနော်ဟုတ်ပြီကဲဒီဆိုရင်ဆရာတို့ဘာလုပ်မလဲဆို VNC နဲ့လှမ်းချိတ်လိုက်နော်ဖုန်းကနေ VNC နဲ့ချိတ်ပြအောင်နော် VNC viewer ဒီမှာ VNC service ထည့်ယူပါရနော်ဟုတ်ဒါဆိုရင်ဆရာတို့ခုချိတ်ပြတဲ့ diagram လေးကအခုဆရာဆွဲပြတာ diagram တိုင်းမယ်နော် IP တော့ချိန်သွားတယ်ဘယ်လောက်လဲတစ်လုံးက172တစ်လုံးကဒီဖုန်းက172.0.2ပေါ့နော် access point မှာဘာ IP မှမပေးတာနော် IP ပေးကြမလို့လောလောဆယ် VNC viewer နဲ့ချိန်မယ်နော်ဒီမှာဆက် viewer software သုံးလိုက်မယ်နော် viewer software မှာဟိုဘက်က IP ကိုထည့်လိုက်မယ်172.10.0. တော့ဘယ်လောက်လဲဒီဆက်က1လား2လားခုပင်တာ2ဆိုတော့1ပေါ့ဆရာကိုနောက်လိုက်တော့မယ်connect continue ဆက်သွားမယ် user name ကကြတော့ဒီဆက်က user name ကတဲလာမယ်နော်
တယ်ပတ်စောက YNG WIE နော်โอเคရအောင်နော်โอเคနော်မမြင်ရနော်ဒါဆိုရင်ဆရာတို့ရရင်လှမ်းပြီးတော့လည်းထိန်းလို့ရမယ်ဟုတ်ပြီနော်မြင်ရမယ်နော်โอเคနော်ဒါဆိုရင်ဆရာတို့ကအခုဒီထဲမှာပါတယ် client ထည့်တာလားဒီမှာပါလဲစာပါနော်အခုချိန်မှာသူကစာပါဖြစ်နေပြီသူကပါလဲ client နောက်ကဘယ်လိုသွားလဲဆိုရင်သူစီကနေမှဆင်သွားမယ်သူကလည်းသူ့ကိုချိန်တယ်ဟုတ်နော်သူကဘာမဟုတ်လဲ master mode သူက AP client သူလည်းပါပဲလေ AP client ရအောင်နော်နောက်ဒီမှာလေဒီလိုမိလိုက်ပြုတ်လိုက်ဖြစ်တာဆရာဒီဆက်ကကြောင့်ဖြစ်တယ်နော်ထူတော့ထူဆန်းရနော်တခါကြရနော်နော်ဟလာဒါ software ဘိုင်းနေရာလေးရှိတတ်တာနော်ဒါတွေနော်ဒီမှာထူဆန်းမှုမကောင်းလားစနိုင်တယ်ဆက်တော့ပြတော့ဒီမှာ AC ပဲနော်ဝင်ချိန်တယ်နော်တွေ့ရနော်ဟုတ်နော်ဟော request time ဆောင်းအဲ့ဒီပေါ့နော်ဘယ်ဖြစ်တော့ဒီမှာ request time ဖြစ်တယ်နော်ဟုတ်ပြီဒါကောင်းပြီနော်ဒီလိုဆိုရင်ဆရာတို့ဒါပိတ်လိုက်တော့နော်အဲ့တော့ဆရာတို့ဒါဆိုရင်ဘာဆက်သွားမလဲဆိုတော့ဆရာတို့ခုနော်ဒီဆက်မှာဆရာဘာ run ပြမယ်ဆိုလို့ရှိရင်နော်ဆရာ run ပြမှာဒီဆက်မှာခုဆက်ဘာစာဝါထိုင်ပြီးပါပြီစာဝါရှိရင် client ရှိဖို့လိုတယ်နော် client နော် IP ကတော့သူက 192.172.10.0. ဘယ်လောက်လဲဆိုတော့2 web server ကိုသူကပို့နာမှာဘယ်လောက်နဲ့ထားလဲဆိုတော့ web server ပေးတာပုံမှန် standard ပို့ရတော့ဘယ်လောက်လဲ80ဒါမှမဟုတ်443နော် HBS ဆို40တိုးတော့ဒီမှာကျတော့သူ standard ပို့မဟုတ်တော့တခြားတီးတဲ့ပို့နာမှာဖြစ်သွားပြီအဲ့တော့ web server ရဲ့ standard ပို့ကို browser ရဲ့ standard ပို့နာမှာပဲတည်တာတခြားပို့နာမှာဆိုနားမလဲဆိုပို့နာမှာဘာလုပ်ပေးရမလဲ menu ရဲထည့်ပေးရမယ်နော် okay အဲ့တော့ပို့နာမှာဘယ်လောက်လဲဆိုတော့84လုံးပေါ့နော်HTTPS ဟော HTTP ပဲသွားတာရပါတယ်ဆို colon post ပေါ့နော်ခဏစောင့်နော် okay အဲ့ဒါမှလက်ခံပြီနော်ရပြီဒါဆိုဖုန်းမှာဘာစာဝထိုင်တာလဲ web server နားလည်မလားတကယ်ဘာမှမဟုတ်တရားကြတော့ဆရာ AirDrive ထည့်တာလား AirDrive က web base လေ web base ဆိုတော့ဒါဆရာဒီလိုပဲသုံးရလေ web server ထိုင်လိုက်တာလေနော်ဒါပဲဟုတ်လား okay ရမယ်နော်ဒါအခုဒါဆိုရင် now မိနေတယ်ဆိုတဲ့အကြောင်းပြတာเนาะဒါဆရာတို့ကိုယ်တိုင်တိစောက်ထားတဲ့ wireless access point လေเนาะအဲ့တော့အခုဆရာတို့ဘာကိုဆက်လုပ်ကြမလဲဆိုတော့အခုဆရာတို့ဆက်လုပ်မှာကဆရာတို့ DHCP စာပါထိုင်မယ်ထိုင်ပြီးတော့ဆရာတို့ IP သူတို့ဒီ client တွေခါတဲ့ IP เนาะခါတို့ဆရာလက်ခံမယ်เนาะအဲ့ဒါလေးကိုဆက်ကြည့်အောင်เนาะဒီစင်း DHCP စာပါထိုင်နေခံသွားအောင်เนาะအဲ့တော့ဆရာဒီမှာ IP တခုဝင်ပေးလိုက်နော်။ဘာလို့ဆိုတော့ဒီမှာဆရာနောက်ကလည်းကျိုးမတက်ထားတော့နော်ဖြုတ်လိုက်ပြီနော်။ကျိုးဒီကျိုးဆရာမသုံးတော့ဒီကျိုးမလို့တော့နော်ဖြုတ်ထားတယ်။ဆရာသူက wireless နဲ့မချိန်တာသူ့ကိုဆရာ wireless ပေါ်နေပဲလက်မှတ်မှာဒီကတ်မှာနော် IP ပေးလိုက်မယ်နော်။ဆရာကွန်ပျူတာလေးမှာပေးထားတဲ့ကတ်နော်။ပေးလိုက်မယ်။ဆရာတို့ access point မှာပေးထားတဲ့ IP 172.0.254ဖြစ်သွားပါမယ်နော်။ဒါဆိုရင်ဆရာ access point နဲ့လှမ်းဝင်တော့မယ်နော်။အဲ့တော့ access point က 172.10.0.254ပါနော်။အခုဘာလို့မှဆို DHCP စာကိုထိုင်တော့မှာနော်။ဟုတ်ဆရာ wireless နဲ့ဖြစ်သွားပြီနော်။သူ့ကိုပဲနော်။သူ့ကိုပဲလှမ်းချိန်တာနော်။ wireless ပေါ်နေလှမ်းချိန်တာ။ DHCP စာပဲထပ်ထိုင်။နော်အခုဆရာတို့သိတာမှာအပြင်မှာ wireless access point တခုဘယ်လိုတိစောက်ထားလဲဆိုတော့မြင်အောင်ပြပေးခြင်းဖြစ်တယ်နော်။ဒါတွေကဆရာတို့ထဲမှာလည်းဒီ hosted AP ကိုတွေ့ပါလိမ့်မယ်။နော်တကယ်နဲ့ဆရာတို့သူ့ရဲ့ SSH နဲ့သူ့ကိုဝင်ကြည့်ပါပြီး hosted AP command တွေသုံးကြည့်ပါရပါတယ်နော်အတူတူပဲဒါတွေနဲ့ပဲတိစောက်ထားတာပါလို့ဆိုလို့ရှိရင်ဆရာတို့တွေအခုနော်ဟာ DHCP package တွေဒီမှာ install လုပ်ပြီးပါပြီနော် DHCP server ထိုင်တော့မယ်အခုနဆရာတို့ IP ပေးလိုက်တယ် ifconfig မှာ WLAN 0မှာဆရာအခု 172.0.254တော့ပေးတာနော်ဒါမှဆရာတို့လက်ရှိရလဲပြီးတော့ ifconfig နဲ့ကြည့်လိုက်ရင်သူဒီဘာမို့ဖြစ်နေလဲ master mode နော် master mode လည်းဖြစ်နေသုံးထားတဲ့ channel ရတော့ဆရာ channel 2.462ဆရာခုနဘယ်လောက် channel ဘယ်လောက်ပြောင်းလာလဲစစ်နေတယ်နော်ဆရာအဲ့လောက်လာမပြောင်းတာနော် okay ကဲလို့ဆိုရင်အခုဆက်ပြီးတော့ဘာသွားလုပ်မှာလဲဆိုတော့ဆရာတို့ IP ပေးထားတဲ့နေရာကိုပြန်ပြမယ်နော်ဆရာခုန series page ရော ATC အောက်ကနော်ဟာနောက်အောက်ကိုဆရာဝင်လိုက်တယ်ပြီးလို့ရှိရင်ဆရာတို့အမှ interface ဆိုတာရှိတယ်အမှဆရာ nano နဲ့ဝင်ပြင်လိုက်တာ nano interface ဆိုတော့နော်မ IP ဝင်ပေးတာလားနော် auto WLAN 0ဆိုတာ17တိုင်းမှာဒီနောက်ကလည်းလို့ဘာလို့ပြောတာပြီးရင် interface က WLAN 0 inet က static ရှိတယ် DHCP ရှိတယ် static IP ပေါ့အဲ့တော့ DHCP server ထိုင်မဲ့ဆက်သည်ဘာ IP ရှိမှရမှာလဲ static IP ရှိကိုရှိရမယ်နော်ဟာလား 170.254.255.0 နော် H
ဆရာဒါဆိုလို့ရှိရင်ဆရာ static id ထိုင်တော့မယ်နော် static id ပေးပြီးပါပြီနော်အဲ့တော့ဆရာတို့ DHCP စာထိုင်မယ်ဆို C space root အောက်က etc ကိုတွားမယ်ပြီးဆို DHCP အမှဆရာက DHCP_d.conf file ရှိတယ်အဲ့ file လေးမှာဝင်ပြင်ရမှာနော်အဲ့ဆရာတို့က nano ဟောအိုင်တော့နှိမ့်မိလိုက်ဟေးဟိုအောက်ဆုံးဆင်းလိုက်မယ်နော်ကိုယ်တိုင်ဒီအောက်မှာဝင်ရေးလိုက်တော့မယ်ဟောဒါဆိုလို့ရှိရင်ဆရာတို့ subnetက 172 နဲ့သွားဆို 172.0.0 ပေါ့ numbers က 255.255.255.0 เนาะ classic နဲ့ဆရာเนาะလာ sorry select 24နဲ့ပေးထားပါတယ်ပြီးဆရာတို့ range ကဘယ်လောက်နဲ့ဆက်ချမှာဆို 172.10.0.1 ကနေပြီးတော့ 172.10.0.250 တိချမယ် statement ဆုံးပါပြီเนาะဒါဆရာတို့ function လို့ခေါ်တယ်လေ program ရင်เนาะဒါ function ရဲ့ body ထဲမှာရေးနေတယ်เนาะဒါ Linux ရဲ့ script တွေလေเนาะဒါ script တွေကဒီလိုသွားတာ Linux ကလည်းတယောက်နဲ့တယောက်ကရေးတဲ့ပုံစံတွေကမတူတော့ script တွေကလည်းတူမှာမဟုတ်နော်လား DHCP ဆိုတစ်မျိုးဖြစ်သွားမယ် DNS ဆိုတစ်မျိုးဖြစ်သွားမယ်အဲ့တော့လား proxy server web proxy script server ဆိုတစ်မျိုးဖြစ်သွားမယ် script တွေကမျိုးစုံလာတာနော်ဟာလားအဲ့ဒါကြောင့်မို့ဆိုတော့ဟို Linux ကနော်ဟာသူက developer တွေသူ open source ဖြစ်တယ် developer တွေကလည်းအများများတယ်သူတို့ idea နဲ့သူတို့ရေးတော့ပုံစံတော့မျိုးစုံဖြစ်သွားတယ်နော်ဟာလားတစ်ခုတစ်ခုမတူဘူးအဲ့တော့ဆိုတော့ဘာလို့လဲဆိုတော့အသေးချာကြကြနာသူနော်ဟာလားဆိုတော့ Microsoft OS ကိုဆွဲသုံးသလိုမျိုးလေ့လာလိုက်မယ်ဆိုလို့ရှိရင်တော့သဘောပေါက်နားလည်ရလွယ်သွားလိမ့်မယ်နော်ဘာကြောင့်သူလည်း operating system တစ်ခုဖြစ်သွားတယ်လေနော်လား Microsoft မှာဟို Windows Server 2008 2000တွဲနော်လား2016ထွက်ပြီထားပါ2000တွဲပေါ့တွဲမှာအထဲထဲမှာစီးမြန်အကုန်သိပြီလားမသိနိုင်သေးဘူးနော်လားသူလည်းဒီတိုင်းပဲပေါ့ဘာလို့ရလဲသုံးပါများမှာသိလားနော်အဲ့လိုဖြည်းဖြည်းချင်းဆွဲသုံးပါနော် operating system တစ်ခုဆိုတော့နားလည်လို့ပြောပြမယ်နော် okay ဒီလိုဆိုရင် server range ပြီးရင် server တွေကပြီးရင် server ဘာလုပ်မလဲဆိုတော့ server နော် option subnet မှာတတ်မှတ်တော့နော် dash mask ပေါ့ option subnet mask ကဒီမှာပြီးတာက 255.255.0 နဲ့ဆိုတော့ဆုံးလာပါတယ်ပြီးရင် option domain name dash name ကနော်ဆိုတော့ loop.com ပြီးရင် option domain dash name dash server နော်ဟာ server ဆိုတော့ 8.8.8.8 နော်ပြီးရင် comma ခံမယ် 8.8.4.4နော်ပြင်ဆာတို့ default gateway IP ချပေးမယ်တခါနော်ဒါ option domain နဲ့ဆိုအပြင်မှာစောက်ပြီး NAT တွေ run တော့မှာလေ NAT run ပြီဆိုလို့ရှိရင်ဖုန်းရောဒီကွန်ပျူတာရော IP ချပြီဆိုရင်တခါရဲပါမှာလေ default gateway DNS တခါတန်းကြမှာလေနော်ဒီကနေချပေးရမှာနော်အခုလုံနေတာအခုဝင်တာဒီဆက်မဟုတ်နော်ဒီဘက်ဆက်ထဲဝင်နေတာနော်ဒီကနေပြီးတော့ IP တခါတန်းချပေးရမှာချပြီးတော့မှဒီမှာ NAT run လိုက်လို့ရှိရင် NAT run ပြီးတဲ့တပြိုင်နက်ဒီကွန်ပျူတာရောဒီကွန်ပျူတာဘာလို့လဲ internet ဆက်သုံးလို့ရသွားပြီဘောပေါက်လာမှာနော်အဲ့ဒီလိုဆိုရင် server တွေအခုoption domain name dash server 8.8.8.8.4.4 ပြီးရင် server ဘာကြံသေးလဲဆိုလို့ရှိရင်ဘာ server ဘာလုပ်ပြီးအောင်မလဲ default gateway ချပြီးအောင် option router က server ကဘယ်လောက်ချပြီးဆို 172.10.0.254 ဘယ်သူရဲ့ IP လဲဆိုတော့ access point ရဲ့ wireless network မှာပေးထားတဲ့ IP က default gateway ဖြစ်သွားတယ်။ဘာကြောင့်လဲဆိုတော့ तू ကပြင် NAT run လုပ်မယ်ဆိုတော့ तू ကဘာဖြစ်သွားမလဲ router ဖြစ်သွားပြီလေ။နော် default gateway က 172.0.254 ဖြစ်ပြီးမှရမယ်။ဒါဆိုရင် server အနာခေါင်းမယ်ရပြီ။ Okay ဒါဆို control O နှိပ်မယ် right out အနာခေါင်းမယ် control H ပြင် server DHCP service ကို run လိုက်တော့နော် run မယ်ဆိုမ run ခင် server က cd space root out က etc က default out ကိုတွားမယ်cd root out etc က sorry နော် server ဘာရှိလဲ root out etc မှာနော် server ဝင်ရမှာကDHCP ကပြီးသွားပြီနော် server network system control default ဒီကောင်ခိုင်တော့ဆက်လမ်းကြောင်းချက်ရှာရတော့နော်လမ်းကြောင်းနေများတယ်နော်ဒီနော် default out ကအဲ့မှာ server ISC DHCP okay တွေ့ပြီ this one နော်အဲ့မှာ server ကဘာလို့မလဲဆိုတော့ nano ဘာကြောင့်လဲဆိုတော့ DHCP အလုံးလုံးမဲ့ network ကိုသွားကျင်ညာပေးရမှာနော် DHCP လုံးလုံးမဲ့ network က interface ကဘာမှသွားလို့အောင်ဆို W0 မှာသွားလို့အောင်မယ်နော် okay ရပြီဒါဆို control O အနာခေါင်းမယ် control H control O ကစိတ်လိုက်တာ control H ကထွက်တာနော် exit လုပ်တာ movie တခြားပြန်ကြည့်ကြည့်နော်ပြီးလို့ရှင်ကိုယ်ကနေ Linux OS တင်လိုက်တင်ရမှာဆိုတော့ Ubuntu OS နော် desktop edition ဖြစ်ပါဖြစ်တင်လိုက်ပါနော်ဒါမှမဟုတ် Debian OS တိုက်တဲ့ OS တစ်ခုတင်လို့ရတယ်နော်တင်ပြီးဒီတိုင်းလို့ package တွေလည်းဆက်ထည့်ပေးလိုက်မယ်နော်စမ်းကြည့်ပေါ့ step by step စမ်းကြည့်လေနော်စမ်းရင်တော့သိလာမှာဘာလို့ဒါက Linux OS ဆိုတော့ Linux တန်တီးတဲ့နော်ဟာတက်မှရနော်ဟာလားဟိုပြောပြတာဒါဆိုရင်ဆရာတို့ DHCP service ရလိုက်တော့နော် okay တော့ service ISC test DHCP
dash server step ပေါ့နော် okay sorry ဒါဆိုရင်တော့ ISC DHCP ပေါ့နော်ဘာနာမည်မျိုးဆိုတော့ root အောက်က etc အောက်က init.d အောက်ကဘာကျန်နေတယ်လို့ DHCP 3 လည်း install လုပ်ပါနော်ဆရာ DHCP ISC ထည့်ခဲ့တယ် DHCP 3 ထည့်ခဲ့သေးလားထည့်နော်ထည့်တာနဲ့ CSP root အောက်က etc အောက်က DHCP DHCP 3ဟုတ်ပါတယ်အဲ့ file မှာဘာကျန်ရနော်တစ်ချက်တော့ကြည့်လိုက်အောင်နော် CSP DHCP 3နော် DHCP အနာခေါက်မယ် pin server nano dhcpd.com DNS address တိုင်းเนาะ0 pp ဆိုလို့ရှိရင်ဟိုအောင်ပါ subnet 171.0.0.255.171.0.1 ဘာကျန်ရဲ့ statement က DNS မှာoption domain name တက်စာမှာ s ကျန်ခဲ့တာပါเนาะ s တစ်လုံးကျန်ခဲ့လို့တော့မရပါဘူးเนาะစလုံးပေါင်းနေမှားလို့မရအောင်ပြီးရင် service isc-dhcp-server stack โอเคဒါဆိုရင် run ပါပါเนาะ dhcp service run ပါပြီဒီ service run ပါဆိုဆရာဘာလို့ရလဲဒီကနေ id เนาะဆရာတို့เนาะဟာလား ib ဆရာတို့ accept လုပ်တော့เนาะအဲ့တော့ဆရာဒါ exit ထွက်ရတော့မယ်ကဲ ib တောင်းအောင်เนาะ dhcp လို့လေဘူးဆရာ dhcp ib เนาะလမ်းတောင်းတော့မယ် ib တောင်းတာနဲ့ဒီပိုင်းနဲ့ ib address ပါမယ် sub number ကြမယ် default gateway လည်းပါလာမယ် dns ib လည်းပါလာမယ်เนาะတစ်ခါလေးပါလာမယ်โอเคဒီမှာစောင့်ပြီးဆိုလို့ရှိရင်ဖြစ်တယ်เนาะရရင်เนาะโอเคဒါဆိုရင်ဒီမှာ ion ကြနေတာဆရာပေးခဲ့တဲ့ domain name လေးမှတ်မိလား loot.com ဆိုเนาะ option domain name ပါเนาะဒါဆိုရင်ဒီမှာ ion ကြနေအော် dns ib ကြည့်ချင်တယ်ဆိုရင်တော့ဆရာတို့က ib config space forward/or เนาะ python နဲ့ကြည့်လိုက်မယ် dns ib ကြနေเนาะဆရာရဲ့ wireless network က hotspot nic เนาะကြလာတဲ့ဥစ္စာဒီမှန်ပါเนาะ loot.com ib ကြနေပြီ default gateway dns ကတော့เนาะရမှာနော်โอเคအဲ့ဒါဆိုဆရာအခုဘာဆက်လုပ်မလဲဆိုလို့ရှိရင်ဒီကောင်အောင်ဆရာ NAT ဖွင့်လိုက်တော့မယ် NAT ဖွင့်လိုက်ပြီဆိုရင်ဒီဖုန်းရောဒီကုနာဘာလုပ်လို့ရတယ် internet ဆက်သုံးလို့ရသွားလိမ့်မယ်ဟုတ်ပြီနော်โอเค NAT ဖွင့်တော့မယ်နော်ဒါဆိုရင် NAT ဖွင့်တော့မယ်ဒါဆိုရင် NAT ဖွင့်ပြီဆိုတော့ wire port ကပြန်သုံးရမယ်နော် wire port လေးချက်ပြန်တက်လာမယ်ဆရာ break မလုပ်ပြတော့နော် break ကလေတကယ်ဆိုရင် break လုပ်တယ်ဆိုတာကအခုဆရာတို့အပြင်မှာကြတော့ကွာခုနဆရာပြောပါတယ်ဒီ network port ဆိုရင်၄ port ရယ် wireless network ကတကယ်ရယ်ဘာလုပ်လိုက်လဲ break လုပ်လိုက်ရနော် break ကြောင့်ဒီလုပ်လိုက်တာလေ brctl မှာရှိတဲ့ command နော် brctl show နဲ့ဆရာကြည့်ရပါ break မှာ sorry brctl ဆိုတာ break ကိုထုတ်နော် brctl show install လုပ်ရတယ်ဟောရှိပါတယ်နော် okay ဒီမှာ break နော် okay ဒါဆိုရင်မှာဆရာတော့ break ရှိတယ် break ရှိရဆိုတော့မှာဆရာ brctl add br ဆိုတာ break ကိုထည့်ရနော်မှာဆရာ vlan 1လို့ထည့်လိုက်မယ်ဆိုရင်အပြင်တကယ် real မှာကြောင့် access point မှာ br 0နဲ့တွေ့ရမှာနော် break 0ပေါ့နော်ဆရာတို့မှာ vlan 1နဲ့နာမည်ထည့်လိုက်မယ် vlan 1ပေါ့ဒါဆိုရင်ဆရာတို့ brctl show နဲ့ကြည့်လိုက်ရင်ဘာရှိနေလဲ vlan 1ဒီ vlan 1မှာ Spanish protocol မရနာဘူး binary face မှာမဝင်သေးဘူးဒါဆရာတို့အဲ့သူ့တွေကိုထည့်တော့မယ်ဆိုရင်ဆရာတို့မှာလေ brctl add နော် add if interface ထည့်မယ်ဘယ်ထဲထည့်မှာလဲ vlan 1နဲ့ကိုထည့်မယ်နော်ဘယ် interface ထည့်မှာလဲ eda 0ပေါ့အနာခေါ်ချလိုက် brctl နော် cld ဖြစ်သွားတယ်ဒါဆိုရင်ဆရာတို့မှာကြည့်လိုက်လေ brctl show နဲ့ကြည့်လိုက်ဘယ်သူရောက်လာလဲ eda 0ဒါ wlan 0ထည့်လိုက်ပြီးဖြစ်သွားမယ် wlan 0ကိုရောက်သွားတယ်ဒါဆို ip ကဘယ်မှာသွားပေးရမှာလဲ vlan 1မှာသဘောတရားနားလည်မနော် okay ဖြုတ်လိုက်တော့မနော် okay ဒါဆိုတော့ del ဒါဆိုတော့ brctl del if eda 0နော်brctl del if or eda sorry br နာမည်ကကျတော့ br sorry br 0ဆို vlan 1 eda 0เนาะဒါပြီးဆိုတော့ brctl မှာ del br ဟုတ်လား br 0เนาะvlan 1ဘာဖြစ်လို့ဆရာဒီလိုမျိုးတင်ပေးနေရလဲဆိုတော့သဘောတရားနားလဲစီချင်တော့ဟုတ်လား Cisco တွေ Microsoft တွေ Linux တွေ platform တွေအများကြီးပဲသူ့ခေါ်တွေကမျိုးစုံမရှိဘူးတကယ်အဓိကမင်းကဘာကြီးလိုက်ရမှာ theory တွေအဓိကလိုက်လေ့လာမယ်ဆိုတော့ပြောပြချင်တယ်နော်ဒီ theory နားလည်လို့ရှိရင်အခုဒီ command တွေကအခုဆရာရိုက်နေမှာလားအခုချိန်မှာနားလည်မယ်တကယ်တမ်းတကယ်စူးစမ်းကြည့်လိုက်3-4နှစ်ပေါ့အဲ့လောက်တွင်မှာဒီ command တွေကဘာမှမဟုတ်တော့ဖြစ်သွားတယ်
ပါချစ်တွေဖြစ်သွားတယ်တကယ်ပြောတာစိန်နေရတယ်မလို့ဒီ command တွေရိုက်နေဘာမှမခက်တော့လွယ်လေးတွေ command line ဆိုဂီးကိုမစိုက်တော့အဲ့လိုဖြစ်သွားတာနော်ဟာလားအဓိကဘာလဲဆိုခေါင်းထဲမှာတကယ်နီးပညာမြင်လာနေမှာခေါင်းထဲမှာ theory ပဲတက်လာတော့သဘောတရားပဲတော့လိုက်ကြည့်တော့ဘာဖြစ်လို့လဲဆိုတော့ communication ကိုတက်ကြည့်မစိုက်တော့ communication ကဒါတော့ဟိုဆရာဒါစတဲ့ starter တွေပြောတာပေါ့နော် starter တွေကြောက်ဘာလို့ predicate ကကောင်းအောင်လေ့ကျင့်ရတယ် predicate များများလောက်ပါ command line များပါတဲ့ဟာတွေလည်းလေ့ကျင့်ရတယ်အဲ့လိုလေ့ကျင့်နေ starter တွေကဘာဖြစ်လာတော့တဖြည်းဖြည်းနဲ့လေ့ကျင့်နှစ်ပေါက်လာတဲ့ခါကျတော့ဘာဖြစ်သွားလဲ command တွေနဲ့အားလုံးက familiar ဖြစ်သွားတယ်အဲ့လိုဖြစ်သွားရင်တော့ဒီ command line ပေါ်မှာ तू က focus လုပ်ခြင်းမရှိတော့ဘူးဘယ်ပေါ်မှာပြန် focus လုပ်လဲဆိုတော့theory နောက်ကိုပြန်လိုက်အဲ့လို line နဲ့ theory နဲ့စာတွေလက်တွေ့ရမြင်နေပြီလေစာတွေပဲကိုကလိုက်လာရင်ねเนาะလက်တွေ့နဲ့စာတွေနဲ့ဒါပေမဲ့လက်တွေ့ရတော့မပါဘူးလို့မပါလာတယ်အမြဲတမ်းစာတွေအားပို့ပြီးတော့အရှိကိုနည်းနည်းကြိုပြေးတယ်စာတွေနဲ့လက်တွေ့ရှင်တော့ပေတန်တိုင်းမယ်ဆိုရင်တော့ဟိုဆရာတို့လက်တွေ့ရတော့စာတွေကเนาะစိုက်ပါเนาะ12လက်မဆိုလို့ရှိရင်ဟိုကောင်ဆရာတို့ဟိုကောင်6လက်မလောက်တော့လိုက်တာပေါ့เนาะဟာလား pray က6လက်မလောက်ပဲကြံတော့တယ်တကယ်စာတွေကအတီးပြေးရအရှိရတယ်အဲ့လိုပြီးကျန်တာတွေက command တွေကမလိုဘူးเนาะဟာ command တွေက configuration တွေက internet ပေါ်မှာချက်ချလိုက်တာ ਨੇ ဒီ command တွေရှိရမှာ copy paste ဆွဲပြီးတော့ကစ်လိုက်အောင်ရိုက်ဆရာမလို့เนาะ command တွေဘာလုပ်မလဲ copy paste တွေပဲဆွဲရတာဆရာတို့တကယ် real မှာကျတော့အများများလာပြီလေများလာရင် command တွေကခါကြတဲ့နောက်မှာကိုလုံးမဲ့ instruction တွေတခါလဲကြိုးပြီး command line တွေရေးထားတာရေးအားလုံးပြီးဆိုတော့မှမှားမှာဆိုလို့ပြီးဆိုဘာလုပ်လဲ copy paste ဆွဲတယ်ဒီလိုပဲသွားတာအလောက်ကဘာလဲပို့ပြီးတော့မြန်မြန်ပြီးတယ်တကယ်ရှင်းပြောလို့ရှိရင်အပြင်မှာ command line တွေရိုက်ရတဲ့ဥစ္စာတွေများလေလေအလောက်ကပိုကြာလေပဲเนาะဟာလားအဲ့တော့အားကြောင့်ခုနောက်ပိုင်းတွေမှာဘာတွေလုပ်ပြီးလဲဆိုတော့ရှိသမျှ device တွေတော်များဘာ base တက်လာ web base တွေ web base တွေထုတ်ထားပြီးတာကလစ်နဲ့ပြီးသွားတယ်လေပုံမြန်တာပေါ့ဟာလား command line တွေရိုက်နေတယ် command line ဆိုရင်ခေါင်းလည်း command တွေကိုမှတ်ရသေးတယ်เนาะဟာလားခေါင်းဒီခေါင်းကြီးက လိုက်လုံးနေရလေကလစ်ကြောက်တတ်တာလေဟုတ်တယ်မလားเนาะမြင်နေရတာအဲ့ဒါမျိုးတွေ꿰သွားเนาะโอเคကောင်းပြီဒီလိုဆိုရင်ဆရာတို့ပြန်ဖြတ်လိုက်ပြီเนาะဒါဆိုခုဆရာတို့ network က2ကတ်ရှိရเนาะ2ကတ်ဆိုတော့ဆရာ NAD run လို့ရပြီ Linux မှာတော့ NAD run ဆို IME table နဲ့ run เนาะ IF config ETA0 ကတ်တကတ်ကြည့်လိုက်မယ်ပေးထားတဲ့ IME set เนาะဒီသူရဲ့ default route ကဒီမှာရှိရเนาะ route print nested space dash nr နဲ့ကြည့်လိုက်နော် route space dash nr နဲ့ကြည့်လိုက်ရတယ်ဒါဆရာတို့က nested space dash nr နော်ဒါဆရာတို့ default route နော်ဒီမှာနော် default gateway IP ကိုပြောတာနော် default route ဆိုတာလား default route ပေါ့ Cisco တို့ဘာလို့ခေါ်နော် default route ပေါ့ဆရာတို့ computer တွေမှာတော့ဘယ်လိုပဲခေါ်လိုက်လဲ default gateway IP လို့ပဲပြောတာနော် default gateway ဆိုတာတကယ်တော့ဗာလဲ default route ဆိုတာလည်းဘာပဲလဲ default gateway ပဲတူတူပဲနော်အဲ့တော့အကြောင်းတော့ရှိတယ်နောက်ကမှ theory ရှင်းရအဲ့နော်မှတ်ထားပေါ့default route ဆိုတာက destination network 000 subnet ကလည်း000ပဲဆိုလို့ကျွန်တော် destination network ဘယ် network ဘယ် subnet မှမဆိုဘယ်သူစီသွားလို့ပြောမှာလဲ 10.44 တော့ 15တော့10.44တော့ 14တော့ 57ကိုသွားလို့ပြောတနည်းအားဖြင့် server ရဲ့ wire cap ပေါ်နေထွက်မဲ့ frame ပေါ့ wire network cap ပေါ်နေထွက်မဲ့ frame နော် network cap အမြင်ကတော့ frame ပေါ့ကွာနော်လားဆရာတို့ကျိုးပေါ်မှာဒါဘာလို့မြင်ပါလဲ frame လို့မြင်ပါ01လို့မြင်ပါ01လို့မြင်ပါနားလည်လားမသိဘူးဆရာပြောတာအခုဆရာတို့လူရဲ့နားကလည်းဒီမှာဆရာတို့ frame နဲ့မြင်တယ်ဟိုဘက်လူတင်တော့နောက်တစ်ခြားတစ်ယောက်ရဲ့နားကလည်း frame နဲ့ပဲမြင်တာဒါပေမဲ့ကြားထဲမှာတော့ frame လားမဟုတ်ဘူး wave တွေဒီလိုမျိုးသဘောပေါက်လားနော်သူ့ layer နဲ့သူ့အမြင်နဲ့သူမြင်ကြရမှာနော်ဟာလား OSI 7 layer လေဟာလားဟို physical က physical အမြင် physical shoot down ကိုကြည့် data link layer ဆိုရင် data link in layer shoot down ကိုကြည့် network layer ဆိုဘာနဲ့ကြည့်ရမှာလဲ frame လို့မြင်ရတော့ဘာလို့မြင်ရမှာ package နော်ဒီလိုနော်ဟာလားအဲ့တော့ရှိမြ frame တွေအားလုံးဘယ် interface ကိုရောက်ဖို့တော့ပြောရလဲ10.44.14 တော့ 57ပိုင်ဆိုင်တဲ့သူ့ရဲ့ MACC ကို destination MACC ကသူလေဒီ IP ပိုင်ဆိုင်တဲ့ဗာလဲ MACC ကိုသွားဖို့အတွက်ဒီ default route ကပါပဲလေရှိနေတာเนาะဒါ routing mine နေเนาะဒါ routing mine နေဖြစ်သွားเนาะโอเคအဲ့တော့ဒါဆိုရင်ဆရာတို့ကအခု NAD run တော့မယ် NAD run မယ်ဆိုတော့ NAD run မဲ့ device တိုင်းမှာ routing ဖွင့်ပေးရတယ် routing ဖွင့်မှာ packet forward လုပ်နိုင်တာ packet forward ဖြစ်အောင်လုပ်ပေးရအောင် packet forward လို့เนาะ routing တော့ဖွင့်ပေးမယ် routing ဖွင့်မယ်ဆိုတော့ဆရာတို့ကဒီမှာ echo 1 ECH ကို echo 1လို့ရရင်ဘာလို့ပြန်မြင်လဲ1ဆိုပြီးတော့ output ပြန်ပြတယ်เนาะအဲ့တော့ဆရာဒီမှာ echo ဒီ output ကိုဘယ်လိုထုတ်ပြမလဲဆိုတော့1 output เนาะဟာ root out က PLC out က sys out က net out က net out က IPv4 out က IP_forward เนาะဟာ IP_forward ဆရာဒီမှာကတ်နေပြမယ်เนาะကတ်နေကြည့်ပြမယ်ဟိုဘာဖြစ်နေလဲ0 mean disable ဘာပြောင်းတော့မှာလဲ1ပြောင်းမယ် output root out က PLC out က sys out က net out က IPv4 out က IP_forward ဘာပြောင်းလိုက်တော့1ပြောင်းသွားနော်အနာခေါက်ပြင်ကတ်နဲ့ပြန်ကြည့်မယ် sys out က net out က IPv4 out က IP_forward ဘာပြောင်းသွားလဲ1
ဟုတ်နော်1ပြောင်းသွားကဲဒါဆိုရင်ဆရာတို့ဒီကောင်ဘာလုပ်ပြောလဲ routing ဖွင့်ပြီးပါ routing ဖွင့် NAD run ကိုပဲကျန်တော့တယ် NAD run မယ်ဆိုဆရာတို့မှာ network က2 get ရှိပြီးသား IF config EDA0 ရှိတယ် EDA0 က1 get ဟုတ်ပြီနော်ပြီး IF config WLAN0 ရှိတယ် WLAN0 ကဘာလဲ LAN get နော် okay NAD run မယ်ဆို IMT ပဲ dash d title service က NAD ပြီး dash e advance က post routing နော် dash o output interface ပေါ့နော် output interface က1 get ကိုထည့်ရမယ်နော် EDA0 dash j masquid နဲ့တွားလိုက် MASQUERED masquid နော်ဟာလား microtik မှာတော့ဘယ်လိုရေးလဲဆိုတော့နော် microtik ကကြောက် post routing ဆိုရင် SNAD ပေါ့ဒါ post routing နော်ဟာလားပြီး pre routing ဆိုဘာလို့ရေးလဲ DNAD ပေါ့ဒီလိုတွားတယ် microtik ကလေသူ့ရဲ့ NAD မျိုးစားလေးနော်ပြီးဆရာတို့ကအဲ့မှာ output interface ဆိုလို့ရှိရင် EDA0 နော်ဘာနဲ့ run လဲ masquid ဒါ masquid ဆိုတာကြတော့ तू ကဘာလုပ်လိုက်လဲဆိုတော့ NAD overload နဲ့တူတယ် Cisco မှာဆိုရင်တော့နော်ဟာလား port order transition လို့ပြောလိုက်ရအောင်နော် okay အဲ့ဒါခေါက်လိုက်ပါပြီဒါဆိုရင်ဆရာတို့ IMT ပဲဟုတ်လား table space dash d NAD space dash n နဲ့ကြည့်လိုက်ဒါဆိုရင်ဆရာတို့ဘာ run ဝိုင်းလဲဆိုရင် masquid okay ဆရာ NAD run ပြီးပါတယ်ဒါဆိုရင်ဆရာတို့ဒီ command အားလုံး internet ဆက်သုံးရအောင်နော်သုံးကြည့်လိုက်အောင်နော် internet ရပါပြီဆရာဖုန်းနဲ့ internet ရနော်ဒီဖုန်းနဲ့ရပါပြီ internet ရပြီဆိုတော့ဒါ browser ဖွင့်ပြီးတော့ browser နဲ့သုံးရအောင်နော် okay ရအောင်နော် internet ရနော် okay ဒီမှာစာရင်းနဲ့သုံးရအောင်အခုဆရာထွက်သွားတာဒီဘယ်သူစီထွက်သွားဆိုကြည့်အောင်နော် traces နဲ့လိုက်ပြမယ် traces က 10.44.14.57 ဝင်လိုက်ပြရတော့နော်ဆရာထွက်သွားတဲ့နေရာကိုကြည့်လိုက်ဆရာစတာ 19160 sorry 170.10.0 254ရနေဆရာထွက်သွားနော် gateway ရမတွေ့လား10.0254အဲ့ဒီမှာဆင်ဆရာဘယ်သူစီအောင်လဲ10.44.14.57 ကိုရောက်သွားတယ်နော်57အားဆရာနော်ဟိုဘက်ကနော်ရမလား okay ဒါဆိုရင်ဒီနေ့ wireless access point ဆရာတို့ wireless router လောက်တဲ့အဆင့်လေးရအောင်နော်ဒီ lab နှစ်ခုပြီးဆုံးသွားပြီ okay ဒါဆိုဒီမှာနားမယ်ဆရာတို့လာမယ့်ပတ်ကြလို့ရှိရင်ဆရာတို့နော်ဟလာဆရာတို့ wireless နဲ့ပတ်သက်တယ်နော်ဟလာဆရာတို့အမှာပေါ့ဆရာတို့ link budget တွက်တာတွေအသေးစိတ်ထပ်သွားကြအောင်နော် link budget တွက်တာတွေပြီးတော့ဆရာတို့က free space backlog တွေ antenna height တွေ app backend တွေပြီးရင် funnel zone တွေအဲ့လာမယ့်ပတ်ကြဆောက်သွားမှာနော်ဒါကြောင့်ဆိုတော့အပြင်မှာ wireless တော့ချိန်ပြီဆိုဆရာတို့ဘာလို့လဲ antenna height တွေတိကျတွက်ဖို့ကိုရနော် okay အဲ့လာမယ့်ပတ်သွားကြမယ်ဒီလိုတော့ဒီမှာနားမယ်နော်